တရားဆိုတာအတ္တဒိဋ္ဌိသမာဓိဋ္ဌိအတ္တဒိဋ္ဌိဆိုတာအမှားကိုအမှန်မှတ်ပြီးတော့တကြောင်းနဲ့ဆွဲတယ်သမာဓိဋ္ဌိဆိုတာအမှန်ကိုမြင်ပြီးတော့သိတာအခုရုပ်တည်တော့ဣန္ဒြေကောင်းသွားပြီအထဲထဲမှာစိတ်ကလေးဟာငြိမ်နာနဲ့ပေါင်းနေတယ်ငြိမ်နာလေးကိုပြန်မရှုတတ်ဘူးငြိမ်နာငါဖြစ်ဘုံဝင်လေးမှာတင်းတင်းတင်းလေးလေးလေးကတ်တတ်ကြက်တတ်ဖြစ်နေရင်အဲ့ဒါလေးကိုသတိထားသူကကြာမထားဘူးနှာသေးရောက်လိုက်စိတ်ကလေးဟာဒါမိမိတို့ကြတော့စိတ်ကိုပြောရတာပေါ့ဘုံဝင်တော့အထက်မဲ့တွေကြတော့အာယုံပြောရအာယုံလေးဟာဒါလည်းရှောက်ပြီးတော့ပြုတ်တယ်အာယုံပြုတ်တဲ့နေရာစိတ်ကရောက်တာဝင်လေထွက်လေကိုအာယုံလှမ်းပြုတ်လိုက်တော့ဝင်လေထွက်လေလေးသွားသိလာအာယုံကိုမှီပြီးတော့မှဒီစိတ်ဖြစ်ရစိတ်ဆိုတာအလကားမဖြစ်ဘူးအဲ့ဒီအာယုံရုပ်တရုပ်ကြောက်နေကြဓမ္မဖြစ်ဖြစ်ကမ္မထာပိုင်းနေမှာလဲဒီလိုပဲဘုံဘုံတို့အရှင်ပိုင်းနေမှာလဲဒီအာယုံလေးပြုတ်ရမှာစိတ်လိုက်ဖြစ်နှာသီးပြအာယုံပြုတ်ကြည့်တာတွန်းနဲ့ကန်နဲ့လေလေးကိုသိလာအာယုံပွားရစိတ်ကနောက်လိုက်အာရမဏစိတ်နိတိတိစိတ်အာယုံကိုမှီပြီးတော့မှစိတ်ကဖြစ်ဘုရားအာယုံပြုတော့ဘုရားစိတ်ဖြစ်တယ်သားအာယုံပြုတော့သားစိတ်သမီးအာယုံပြုတော့သမီးစိတ်လေအာယုံပြုတော့လေစိတ်အာယုံပြုတဲ့နေရာစိတ်လိုက်ပေါ်ဒါမှမဟုတ်အာယုံပြုပါကောင်းတာကိုအာယုံပြုပါဒီလိုပြောကြတိုက်တော့ကိုယ်အာယုံပါပြုမပြုအာယုံလေးငြိမ်နေတော့စိတ်ကလည်းငြိမ်နေကိုငြိမ်နာမျိုးကိုပြန်သိရင်အဲ့ဒါတရားခရီးပေါက်ကိုစိတ်ကလေးကိုငြိမ်နေငြိမ်နာနဲ့သွားပေါင်းနေရင်အတ္တငြိမ်နာလေးကိုပြန်သတိထားမိရင်အနတ္တငြိမ်နာနဲ့ပေါင်းရင်အကုသိုလ်စိတ်ကာမဝဇ္ဇကုသိုလ်စိတ်အခုငြိမ်နေဆိုတာကကာမဝဇ္ဇကုသိုလ်စိတ်တို့ရဒါပေမဲ့မက်ကိုမသွားနိုင်မက်ကိုသွားရင်ငြိမ်နေတဲ့စိတ်ကလေးကိုပြန်သတိထားပါအကဲပြန်ခတ်လိုက်ငြိမ်နာနဲ့ပေါင်းမငြိမ်နဲ့ကိုယ်စိတ်ကလေးကလှမ်းညှို့ကြည့်တယ်အကဲခတ်ကြည့်တယ်စူးစမ်းနေတယ်အငြိမ်မနေဘူးအထက်ကမှာဒီအာယုံလေးဒီအာယုံနဲ့ပြီးပြီးတော့အတိအပါပါသွားတယ်အဲ့ဒီအာယုံဆိုတဲ့မိမိတို့လည်းပြောတာပဲဟာအာယုံတွေကများတယ်ဒီလိုပြောကြအပြောတော့ဟုတ်တယ်သဘောပါမှကိုယ်စိတ်ကိုယ်အာယုံလေးဘာဖြစ်နေလဲကိုယ်အာယုံလေးပဲပြုအာယုံငြိမ်းတော့စိတ်လည်းငြိမ်းပြီးတော့နေတယ်အဲ့ဒါတွေကိုတရားမထင်နဲ့ငြိမ်းနေငြိမ်းညာလေးကိုပြန်တတိတာသတိမထားတတ်ဘူးနော်လှမ်းကြည့်လိုက်အာယုံပြုကြည့်လိုက်နှာခေါင်းအောင်ကြည့်တော့ဟိုမှာရှူးနေတယ်သူ့သဘောသူဆောင်ရှူးနေတယ်တော့ကြပြန်ငြိမ်တော့တာဘုံဝင်လေးမှာတချို့ဘုံဝင်ချုပ်တဲ့ပုဂ္ဂိုလ်များဘုံဝင်လေးမှာပြန်ငြိမ်နေတချို့လည်းဘုံဝင်မှာကြာတတ်လေးသေးသေးဖြစ်နေတတ်တယ်အဲဒီကြက်ရင်လေးတာအစားအလေးဆုံးသတိထားဘုံဝင်ချုပ်သွားတယ်ချုပ်အောင်စောင့်ကြည့်တာဆုံးအောင်လိုက်တော့လမ်းဆုံးတော့ရွာတွေ့တာပေါ့ဆုံးအောင်လိုက်ကြည့်မိမိတို့လမ်းဆုံးအောင်ကိုမလိုက်ကြဘူးဝေဒနာဆိုလဲဒီလိုပဲတင်းနဲ့တောင်းနဲ့ကြိုက်တဲ့ခဲတဲ့မှာလဲဆုံးအောင်မလိုက်တော့အဲ့ဒါတရားတွေအားထုတ်ပြီးတော့တရားလိုးနေတာပဲလိုးမှာပေါ့ဆုံးအောင်မလိုက်ပဲအခုဘုံမှာလည်းဒီလိုပဲကြက်တက်လေးသေးဖြစ်ဆုံးအောင်လိုက်လမ်းဆုံးရင်ရွာတွေ့လေစက်ဓာနေပူကြလာတယ်တခါတော့ကိုတင်းကြလာတော့စက်ပြင်းနေမချနဲ့တတိချလိုက်ဟင်းဆိုလွတ်သွားရောဘုံဝင်စိတ်မိနေပြီဒီလောက်ရောက်အောင်မနဲ့မိမိတို့သရဝရိယတွေနဲ့ကြိုးစားခဲ့ရအခုနောက်ဆုံးအချိန်လည်းဖြစ်ပါပြီကိုယ့်ရဲ့မြောက်မှာဒါနှစ်ပြားဆိုရင်အလုတ်ကိုင်းနေတော့ဆုံးခန္ဓာနေနဲ့ဆိုတော့အခုတစ်ချိန်လေးပဲမိမိတို့မှာအသာပါကျင်းရတော့နောက်ဆုံးပိတ်အိတ်နဲ့လို့ကိုယ်စိတ်ကလေးကိုအကဲခတ်တတ်ဖို့အိမ်ပြန်ပါသွားအချင်းအိမ်ပါသွားမှာပုံပုံလို့ဒီအချင်းလဲလှုပ်ချင်းချမ်းလှုပ်ချင်းသွားရဲလာရဲနဲ့ကိုယ်စိတ်ကလေးတွေကိုအကဲခတ်မိကြဒါသင်ပြလိုက်တာအကျင့်ငန်းနဲ့ပြလိုက်
ပြောလို့ကတော့ကြောက်သွားတာပဲခန္ဓာနဲ့ရိုက်ပြီးတော့ပြလိုက်တော့ခန္ဓာထဲမှာကိုယ်စိတ်ကလေးတွေကိုသိလာအခုကြည့်နော်သေသေးချာချာလေးကြည့်သတိထားဘဝင်ဆိုဘဝင်လေးမှာသတိထားနာသီးပြမှာဝင်လေထွက်လေလေးဆိုဝင်လေထွက်လေလေးသူ့သဘောသူဆောင်နေတဲ့တောနယ်ကနဲ့သတိထားအဲ့ဒီမှာဘာလုပ်နေတယ်လဲကိုယ်စိတ်ကလေးကိုမသိဘူးဘယ်သိမလဲစိတ်နဲ့ငါနဲ့ပေါင်းတယ်ရှုွက်တွေအများကြီးပဲအဲ့နာမှာရှုမယ်ဆိုရင်လေရှုစရာလေးပွားအဲ့ဒါမိမိတို့မသိလိုက်ဘာလို့မသိလဲအရှုခံကိုရှုစိတ်လုပ်လိုက်တော့ရှုွက်ပြောက်ဘယ်လိုလဲအရှုခံငြိမ်နာလေးပေါ်နေတယ်ပေါ်တာရှုရမှာကိုပေါ်တာရှုရမယ်ဆိုတော့ငြိမ်နေတယ်ဟောဘာမှလည်းမပေါ်ပါလားငြိမ်နေတယ်လို့ထင်တယ်အဲ့ငြိမ်နာလေးပေါ်နေတာအဲ့ငြိမ်နာလေးပေါ်တာကိုမရှုမိဘူးငြိမ်နာနဲ့သွားပေါင်းလိုက်တော့ဟောအရှုခံကပျောက်သွားငြိမ်နာလေးရှုရရမယ်လေးကိုရှုရကောင်းမှမသိလိုက်ပြန်ပြီးတော့ရှုတယ်ဆိုတာသတိထားတာပြောတယ်နော်အများဆုံးမေးတတ်တဲ့ဘုံဘုံရဲ့ရှုတယ်ဆိုတာဘာလဲမေးတတ်တယ်ဘုံဘုံရှုတယ်ဆိုတာပြန်ပြီးတော့ကိုငြိမ်နာလေးကိုကိုပြအကဲခတ်မိတာဉာဏ်ကကလေးတတိနဲ့ဉာဏ်ပြန်ဥလိုက်တာတတိထားအဲ့ဒါမှခရီးရောက်အဲ့တော့ငြိမ်နာလေးကိုပြန်တတိထားလိုက်တော့အကဲခတ်လိုက်တော့ငြိမ်နာလေးကချုပ်သွားတော့ချုပ်တာလေးကို तू မမြင်မြန်ဘူးမြင်သလားတဲ့မမြင်ဘူးဘယ်မြင်ဟုတ်မလဲမဲ့ပုဂ္ဂိုလ်မှမဟုတ်ပဲဒါပေမဲ့ချုပ်တာတော့ရရဲ့သားနဲ့ तू ဟာညာနာဝိပ္ပယုတ်ဖြစ်နေညာမပါဘူးဒါယောဂီတွေအကုန်လုံးဒီတိုင်းဖြစ်မယ်မဲ့ပုဂ္ဂိုလ်မှမဟုတ်သေးပဲကိုအဲ့ဒီတော့သူဘာလုပ်လဲမငြိမ်ဘူးမငြိမ်တော့ဘာလုပ်လဲစိတ်ကလေးကဟိုနာစူးစမ်းလိုက်ပေါ်လာလိမ့်မယ်ပေါ်ရင်ရှုမလို့သိသိချာချာလေးနော်ကိုယ်စိတ်ကလေးကိုအတွင်းအေးသတ္တမှာဖြစ်နေတာလေးကိုဘုံဘုံလိုက်ဟောတာပေါ်ရင်ရှုမလို့ဘယ်နာပေါ်တယ်လိုက်ရှားတယ်အကဲခတ်အဲ့ဒီလိုက်ရှားတဲ့အားလေးပေါ်နေတာမသိလိုက်ဘူးလိုက်စူးစမ်းလိုက်တဲ့စိတ်ကလေးပေါ်တာမသိလိုက်ဘူးစူးစမ်းတဲ့စိတ်နဲ့သွားပေါင်းလိုက်တာကိုအဲ့စူးစမ်းတဲ့စိတ်ကလေးပေါ်လာတာရှုလိုက်ရမှာတတိထားလိုက်ရမှာတတိထားရကောင်းမှရှုရကောင်းမှကိုမသိလိုက်ပြန်ကိုမှားွက်တယ်နော်အမှန်မှဝိပဿနာဆိုတာကိုအမှားကိုမြင်အောင်ကြည့်တာလောကကြီးမှာအမှန်မရှိဘူးအမှားတွေပဲရှိတယ်ကိုအမှားကိုပြန်သိရင်အဲ့ဒါအမှန်ခေါ်တယ်အမှားမရှိတဲ့ပုဂ္ဂိုလ်ကအမှန်ကြီးပဲအမှန်ရှားလို့မရဘူးအမှားသာရှိတယ်ဒါလေးနားလဲရင်ဒါအမှန်တန်တန်မိုးရှိတယ်အခုဘုံဘုံဟောတဲ့အခုရှုနေတာတွေကကိုနှလုံးသွင်းတာလေးတွေကမှားနေတယ်မာယူပိမင်းစဝိညာဏဟိုမွေးကြတဲ့ကဒါကိုသံဃာလာဇန်တရနေ့လို့ဘုံဘုံတို့ဆိုတယ်ဘုံဘုံလည်းသံဃာလာဇန်တရနေ့ဆိုတော့ဟိုးကဘာတွေဘုရားစုစုတွေမှတ်ခဲ့တာမဟုတ်ပါဘူးသံဃာလာဇန်တရနေ့ဆိုကိုယ့်ရဲ့သံဃာကျင်လေခဲ့တဲ့စိတ်ရဲ့စဉ်ရုပ်စဉ်ကျင်လေခဲ့တာသံဃာခေါ်တယ်ဘယ်တော့မှလည်းမိဘမွေးလာတဲ့ဟောဒီယုတ်ကြီးမွေးပြီးတဲ့ဒီဘက်မှာဒီနံတရားတွေဟာခွေးမြင်ခွေးစီကြက်မြင်ကြက်စီမိမမြင်မိမစီနဲ့ဘဝတွေလာလိုက်တာခွေးမြင်တော့ခွေးစိဖြစ်ကြက်မြင်တော့ကြက်စိဖြစ်သစ်ပင်မြင်တော့သစ်ပင်စိတကတရုတ်တဏ္ဏနေနဲ့ပေါက်ဖွာလာလိုက်တာသံဃာကိုခြာလပတ်လဲနေတဲ့ယနေ့ရှိတစ်နှစ်ကြာမှာတော့မှမျက်စိဘောက်ကဘလောက်သံဃာလဲလိုက်တယ်နားဘောက်ကဘလောက်သံဃာလဲဘယ်သူမှမဖားနိုင်ပါဘူးသံဃာဆိုတာဒါတွေပြစ္ဆုတ်ပါမှာနော်တရားဆိုတာပြစ္ဆုတ်ပါမှာရှိတယ်လည်းကြားဘူးတယ်ပြစ္ဆုတ်ပါမှာတရားရှိပါလို့လည်းကြားဘူးတယ်ဆရာသမားတွေလည်းဘယ်ရတာတော့ပြောမှာပဲဒါပြစ္ဆုတ်ပံဆိုတာနားမလည်ဘူးပြငြိမ်နာလေးဟာပြစ္ဆုတ်ပံငြိမ်နေတယ်ငြိမ်နာလေးကိုပြန်တတိထားလိုက်ပါအပြန်အကဲခတ်လိုက်ပါအဲ့ဒါပြစ္ဆုတ်ပံအဲ့ဒါစောင့်ကြည့်လိုက်တော့ငြိမ်နာလေးဟာချုပ်သွားတော့မရှိတော့ပြန်ရှုလိုက်တော့မရှိတော့မငြိမ်နာလေးပေါ်လာစူးစမ်းတာလေးတွေအကဲခတ်တာလေးဟောအကဲခတ်တာလေးပေါ်လာပြန်စူးစမ်းတာလေးတွေပေါ်လာအဲ့ပေါ်လာတဲ့စိတ်ကလေးကိုရှုလိုက်ရမှာမသိဗျာမိမိတို့ကအမှားကြီးပဲအဲ့ဒီတော့ပြောလိုက်တော့ဟောဒီလိုက်ပြီးတော့စူးစမ်းနေအကဲခတ်တာလေးတွေကဒါယောဂီတွေဟိုနာစင်ရင်ကြည့်လိုက်ဒီနာအကဲခတ်ကြည့်လိုက်ရှိပါတယ်သိချကြည့်ပါကိုလှုပ်ထားကိုကိုမသိတာကိုစိတ်ကလေးကိုအားရုံလေးနဲ့စိတ်ကလေးပေါင်းလို့လိုက်ညွတ်နေအဲ့ဒါလေးကိုတ
တိထားရှုတတိထားအဲ့ဒါတရားပဲတခါတလေထဲထဲမှာစကားတွေပြောနေရုပ်ပဲနာမ်တဲ့ပရိစ္ဆေသမုပ္ပါဒ်လမလည်းပရိစ္ဆေသမုပ္ပါဒ်တွေလှည့်နေအကြောင်းကျိုးလို့သမုဒိယအကြောင်းဒုက္ခဖြစ်တာလို့လှည့်နေတတ်တဲ့ခန္ဓာထဲမှာဓမ္မဂတိကပိုက်ထဲဝင်နေတယ်အဲ့ဒါသိညာအဲ့ဒီသိညာစိတ်ကလေးကိုရှုလိုက်ပါကိုယ်တဝူကလာပြောနေသလိုဝိဇ္ဇာကလာပြောသလိုဘုံဘုံတော့ပဲပြောသလိုအထဲထဲမှာစိတ်ကလေးပြင်အဲ့ဒီစိတ်ကလေးရှုလိုက်လက်သက်မခံနဲ့အဲ့ဒါသိညာအနိစ္စဖြစ်ပြီးပြက်သွားတာပေါ့အဲ့ဒါကိုအနိစ္စလို့ခေါ်တာဖြစ်ပြီးပြက်သွားတယ်ဒါလေးတွေမရှိကြဘူးလားဆိုတော့အကုန်လုံးရှိတယ်။ဖောင်းဖောင်းခုနေမေးဟိုကိုရင်အောင်ပြောတတ်တယ်။မင်းတရားထိုင်တဲ့အခါစိတ်ကလေးကကိုရောက်ဒီရောက်မရောက်ဘူးလားရောက်တယ်လည်းပြောမှာပဲ။ပြောဖို့ပြောအဲ့ရောက်တဲ့စိတ်ကလေးရှုတတ်သလားဆိုတော့ရှုမိလေဆိုတော့မရှုမိ။ဒါမဲ့ခန္ဓာထဲမှာမင်းဝေဖန်နေတဲ့စကားပြောနေတဲ့တရားဟောနေတဲ့မှတ်နေတဲ့စိတ်ကလေးမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တာပဲ။ဖြစ်တယ်ပဲပြောမှာပဲ။ဒါမဲ့ဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမင်းပြန်ရှုမိသလားဆိုတော့မရှုမိပြန်ဘူးရှုမိလိုက်ရင်တရားအဲ့ဒါဟောက်ချက်တိုင်းမှာလေးခီးရောက်သွားတယ်ကိုယ်စိတ်ကိုစစ်ပါတယ်ဆိုမှစိတ်နဲ့ပေါင်းလိုက်ကြတော့ဘယ်တွေ့မလဲလိုက်ရှာတဲ့စိတ်ကိုရှုရငြိမ်တဲ့စိတ်ကိုရှုရပြန်တတိထားမှာပေါ့စကားပြောနေတယ်ခန္ဓာထဲမှာဝေဖန်နေတယ်တရားဟောနေတယ်ဓမ္မဂတိကပိုက်တဲ့ဝင်ကိုသိညာတယ်အဲ့ဒါလေးကိုသိညာခန္ဓာခေါ်တယ်သူ့ကိုပြန်တတိထားလိုက်ရင်ချုပ်သွားဒါကိုယ်စိတ်ကိုပြန်စစ်နေတာနော်ရပြီးတော့စောင့်ကြည့်တာတော့ကျစူဇန်နာလေးပေါ်လာလိုက်တတိထားလိုက်ချုပ်သွားဆန်စင်ရကြပွေးမလိုက်ကြပွေးတွေကိုဆန်ရအောင်ရှုတဲ့နည်းပဲလိုက်ရှုနေတာကဆန်စင်ရကြပွေးလိုက်တာလိုက်ရှုနေတဲ့အကောင်ကလိုက်ရှုတဲ့စိတ်ကမူမမှန်တဲ့စိတ်သူ့ပင်ကိုသဘာဝတိုင်းနေတာနေလဲရုပ်ရုပ်တက်နေလိုက်အခုအိန္ဒြေတွေရမ်းကောင်းတယ်ကာယိန္ဒြေတွေကောင်းတော့မကောင်းတာအထက်ထဲမှာမနိန္ဒြေမနှောဆိုတဲ့ညဟောတဲ့မြောက်ကလေးပေါ့သူအငြိမ်မနေဘူးဒုက္ခလိုက်ရှာတယ်ဟိုနာစူဇန်ဟိုနာအကဲခတ်အဲ့ဒီအကဲခတ်နဲ့သူတရားလို့ကြတော့အဲ့အကဲခတ်တဲ့စိတ်ကလေးကိုပြန်တတိထားလိုက်ပါမထားတတ်ရင်ရက်လိုက်ပါမရက်တတ်ရင်နှာခေါင်းမှာတွန်းတဲ့ကနဲ့ပြန်တတိထားပါဒီလောက်ပဲဘုံဘုံတို့ပြလို့ရဉာဏ်နဲ့ရှုတတ်တဲ့ပုဂ္ဂိုလ်မဲ့ပုဂ္ဂိုလ်ကြတော့ပေါ်ရင်ဉာဏ်ကတတိထားတယ်မြင်လိုက်ရင်ချုပ်သွားသိပဲစိုက်ပေါ်သိလိုက်တာနဲ့ဉာဏ်ကမြင်လိုက်တာနဲ့သိသွားတော့သိပြီးသားဖြစ်သွားတယ်သိပဲစိုက်ပေါ်မလေးပါကိစ္စအမှန်ရမုတ်ချပရမပရမပေါက်ပြီတဲ့ဒီပုဂ္ဂိုလ်ပေါ်တဲ့စိတ်ကလေးကိုသိလိုက်တာနဲ့ချုပ်သွားတယ်အဲ့ချုပ်ရလေးတွေကမက်စိတ်ကြီးပဲဒါအခုငြိမ့်နေတယ်နော်ငြိမ့်တာလေးကိုပြန်ကဲခတ်ပါစူးစမ်းနေတော့စူးစမ်းတာလေးကိုပြန်တတိထားပါများသောအားဖြင့်အောက်မှာအခွေကြီးရဲ့အောက်မှာတင်းနေတောက်နေကြိုက်တယ်ခဲ့တယ်ဆိုတော့ဝေဒနာတလက်တွေ့လေသူကမပြေးဘူးစီလောက်ခဲလုံးလေးခုနေသလိုကြောက်ခဲလုံးလေးများထင်ထိုင်သားလို့ခံစားရတဲ့ပုံကိုယ်လေးရှိမယ်နော်အမလီမလွတ်နဲ့အဲ့ဒါဗရမညာဘုန်းဘုန်းတို့ကြတယ်ဒါဗရမညာပဲကိုယ်သမာဓိလုပ်လို့မရဘူးတရားကသမာဓိလုပ်ပြီးမှကောင်းတယ်ဝေဒနာကသမာဓိပြန်လုပ်ပြီးပြီးတော့လေတင်မမှာဖြစ်ဖြစ်ဒူကောင်းမှာဖြစ်ဖြစ်ပေါင်းမှာဖြစ်ဖြစ်ခြေစလုံးမှာဖြစ်ဖြစ်အဲ့မှာဝေဒနာလေးတက်လက်ကလေးဝတ်နေလေမိခဲလေးထိုင်ထားမိသလိုကြောက်ခဲလေးခွင်အောင်မှာထားမိသလိုသတိထားကြည့်ပါတခါတော့သူကလည်းမပြေးဘူးမိမိရဲ့စိတ်ကိုသူအကုန်လုံးကုံအောင်သိမ့်နေလေသိက္ခာအဲ့ဒါနည်းနည်းလေးစိတ်မချရင်ပြန်ကြီးလာတယ်ွာပြီးတော့ကြီးလာချမ်းကြီးဖြစ်လာတော့ဒါလေးစိတ်ကလေးကိုထိန်းသိမ်းလေးလုံးပြီးတော့သွားရင်သေးသွားတယ်နောက်ပဲဆုံးမိကျစ်ဆံကောင်းလောက်ဇီကင်းလောက်မိကျစ်ဆံကောင်းလောက်ကြာသွားတက်နေရောကိုယ်စိတ်တွေကကုံမကုံသေးပဲကိုရှေ့မှာမက်ခကြီးတွေကသွားအောင်မဲမက်ကိုသွားဖို့အတွက်ကိုသူကဒီမှာစစ်ဆေးနေပြီစိတ်ကိုတန့်ရှင်းအောင်လုပ်ပေးနေဒီဝေဒနာတလက်ကစိတ်ကဒီညိုတွေကိုအကုန်ကျွတ်စိတ်ဆိုတာဖြူစင်းနေတာ
ဘ누구ကလာပေါင်းလိုက်လဲဆိုတော့မကောင်းတဲ့အကုသိုလ်စိတ်တွေဒေါသလာပြီးတော့အနိယောင်ဆိုလိုက်လောဘကအဝါယောင်ဆိုလိုက်ဒေါသမောဟကအမဲယောင်ကြီးလာဆိုလိုက်စိတ်ကဖြူစင်းနေတာအဲ့ဒီအမဲတွေအဝါတွေအပြာတွေလောဘဒေါသလူပြောဆိုရတဲ့အမဲတွေအပြာတွေဖြူစင်းနေတဲ့စိတ်ကလေးကိုညှိနှွမ်းနေတာတွေကိုအဲ့ဒီဝေဒနာကချွတ်နေကြီးချွတ်အဲ့တော့ယောဂီတွေဒီနေ့ကနောက်ဆုံးနေလေးလည်းဖြစ်ပါတယ်အဲ့ဒီဝေဒနာတလက်ပေါင်မှာဖြစ်ဖြစ်ဒူကောင်းမှာဖြစ်ဖြစ်တင်မှာဖြစ်ဖြစ်ညညောင်ယုံနာမှာဖြစ်ဖြစ်စီစလုံးမှာဖြစ်ဖြစ်တဲနေလိမ့်မယ်အဲ့ဒီမှာစောင့်ပြီးတော့သိခံမှာစိတ်ကလေးမရှိရင်တော့ပြန်ကြည့်လာတယ်ဒါဘုံဘုံတို့လည်းဒီနေရာမှာအတော်ကိုအဲ့လိုမင်းတို့လူကျင်တော့ဘုံဘုံလည်းပဲခံနိုင်မလဲပါပြီးတော့လုံးမပါလိမ့်မယ်နောက်အဲ့ဒီဝေဒနာလေးရလေပယုံလုံးလေတိုက်တယ်လို့ပေါ့ပယုံလုံးလေးကိုလေတိုင်းမှာထားတဲ့အခါတဖြည်းဖြည်းပါမမသိလုံးမပါပြီးတော့ပယုံလုံးလေးကပျောက်ကွယ်သွားတယ်လို့ဘယ်လောက်ကုန်သွားပြီဆိုလည်းသိလို့မရဘူးဒီကိစ္စလေတိုက်လို့ဘယ်လောက်ရော့သွားလဲသိလို့မရဘူးတဖြည်းဖြည်းနဲ့လုံးမပါတယ်လို့ခညက်တလုံးကိုထားပြီးတော့အောက်ချပြီးတော့ခွေးရက်နေလို့ခွေးကခညက်ကိုရက်တော့ဟိုဘက်ကလှည့်ရက်ဒီဘက်ကလှည့်ရက်ခညက်လုံးရဟိုဘက်ပြေးလိုက်ပြီးတော့ရှားလေးနဲ့ရက်လိုက်နဲ့ခညက်လုံးလေးကလုံးမပါပြီးတော့ကုန်တယ်လို့ဒီလိုပဲဒီဝေဒနာတလက်ကသေချာတတိထားနော်သေချာတတိထားပြီးတော့သိခံရတယ်သိခံခွန့်လွတ်နေသူကသိမခံနိုင်တဲ့အတိုင်းအတာကိုလွန်အောင်သွားမှာပဲသိမခံနိုင်တဲ့ပုထုဇဉ်ရဲ့အတိုင်းအတာကိုသူကသိခံနိုင်မှသူလည်းပြောက်နေတယ်အမှန်တန်အောင်စရာကောင်းအဲ့ဒီနေရာမှာဒါဝိပဿနာသမာဓိမျက်စိလေးအဲ့ဒီနာကြောက်တော့စိတ်မရှိဘူးမရှိတော့တော်လိုက်ပါကဲတရားအားထုတ်ပါလေတရားနဲ့တွေ့မှတော်လဲရတာသိတဲ့မျိုးဟုတ်ကောအခုယောဂီတွေဥစဉ်တွေဒီနေရာမှာအများဆုံးရောက်ကြမယ်ခုနဘဝင်ကားမှာရောက်ကြမယ်တချို့ကြလည်းစူဇန်နဲ့ဟိုနာစူဇန်ဒီနဲ့သင်္ခါရနဲ့ပေါ်နေတာပေါ့ဟိုနာစူဇန်ဒီနဲ့စူဇန်ဒါဘုံဘုံတို့ဘာသာစကားသိအောင်ပြောတဲ့စကားခရလို့တော့ကြသင်္ခါရခန္ဓာပေါ့သင်္ခါရလိုက်စိတ်ဆိုတော့ဟိုနာညှော့လိုက်ဒီနာညှော့လိုက်သင်္ခါရခန္ဓာရှုလိုက်ပါဆိုတော့ဘာရှုမှမသိဘူးဟိုနာညှော့တယ်ဒီနာစူဇန်နဲ့ဆိုတော့ဒါဘာသာစကားနားလေစိတ်ကလေးကလည်းအကဲခတ်နောက်ကခတ်လိုက်ဟိုနာအကဲခတ်လိုက်အကဲခတ်နေတဲ့စိတ်ကလေးကသင်္ခါရခန္ဓာအဲ့ဒါလေးကိုမခတ်ပါစေနဲ့တတိထားပါသူ့ကိုတတိထားလိုက်ရင်ချုပ်သွားပါလိမ့်မယ်စိတ်ကလေးရက်လိုက်ပါအထက်ထမစကားတွေပြောနေတဲ့ဝေဖန်နေတဲ့တရားတွေသိခဲ့တဲ့တရားတွေဟောနေတဲ့အနိစ္စပဲဒုက္ခပဲဝေဒနာနိရောဓတို့ဘာတို့ညာတို့ခန္ဓာထဲမှာဓမ္မဂတိကဝင်ပြီးတော့တရားဟောနေလိမ့်မယ်အဲ့ဒါပညာတွေပညာခန္ဓာခေါ်ပါတဲ့ပညာစေတသိက်တွေပေါ့အဲ့ဒီစကားပြောနေတဲ့စိတ်ကလေးကိုရက်လိုက်ပါသူရက်လိုက်ရင်ချုပ်သွားတာခန္ဓာအင်းထဲမှာလေစိတ်စိတ်သွားဒီခန္ဓာအင်းထဲမှာအထဲထဲမှာသူကလက်ပတ်မင်းစေရကြသူ့လို့တရားတွေဟောနေတာဘုံဘုံတော့ကလည်းဒီလိုပဲချောင်းတာပဲဟုတ်ပါဘူးဒီပါဇက်ကစကားပြောတာပါဒီလိုတရားထိုင်နေရင်လည်းအခုလိုအရှင်များတို့လိုတရားထိုင်နေဒီပါဇက်ကနေအခုလိုစကားပြောရင်စကားလုံးတွေထွက်တယ်အခုပါဇက်ကစကားမပြောဘဲနဲ့ဒီမနောဘဝင်ထဲကနေပြီးတော့အပေါက်လည်းမရှိဘဲနဲ့ဘလို့လို့စကားပြောတယ်လေအမှန်တန်ထူးဆန်းတယ်မနောထဲမှာတွေးလုံးလေးတွေကြံလုံးလေးတွေဝေဖန်လုံးလေးတွေတရားဟောနေတဲ့မှတ်တဲ့စိတ်ကလေးတွေမှတ်နေတယ်လေကဲဒီရုပ်ထဲမှာပါဇက်ကပြောမှအတန်ထက်ပြီးတော့စကားလုံးထွက်မဲ့စိတ်ကဟာပါဇက်လည်းမပြောဘဲနဲ့အတင်းမှာစကားတွေကိုဗျာပြီးသားပြောနေလိုက်တာဒါသိညာပဲအဲ့ဒီစိတ်ကလေးကိုဘုံဘုံတို့ကအသေးချောင်းကိုတောက်ကြည့်တာဒီတနည်းတွေ့ရဘုံဘုံတို့အဲ့လိုမဲတယ်ဟာလေကိုယ်ခန္ဓာတွေကိုသိရတာသူများခန္ဓာမှမဟုတ်ပဲတရားမှလည်းပတ်တာမဟုတ်ဘူးအာနာစရာလည်းသူများရုပ်မှရှိတာလည်းမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ရုပ်ကိုယ်နာကိုယ်စိတ်ဖြစ်နေတာကိုရှိရတာဘယ်တော့ပိုင်လဲဗျာအာနာစရာလည်းမလိုဘူးဒီစကားပြောနေတဲ့စိတ်ကလေးတွေနောက်ကိုနာညှို့လိုက်ဒီနာညှို့လိုက်စူးစမ်းနေတဲ့စိတ်ကလေးတွေဘယ်တော့ကျုပ်ကကောင်း
တင်းနဲ့တောင်းတဲ့ပုံမှာခံစားနေရတဲ့စိတ်ကလေးတွေခံစားနေရတာလေးကိုလည်းအပိုက်ရှုလို့ရတယ်သူကလိုက်ခံစားတယ်တင်းနာလည်းခံစားတယ်ဘယ်လိုခံစားမခံရတဲ့သဘောလေးထုံနာပေါ်လဲမခံရတဲ့သဘောခံစားတယ်နံတရားပေါ့ဝေဒနာခန္ဓာအဲ့ဒီခံစားနေရတာတော့တွေ့တယ်ဟာမင်းတို့ဝေဒနာခန္ဓာရှုလိုက်ပါဆိုတော့ဘာရှုရမှမသိဟာမင်းတို့သင်္ခါရခန္ဓာရှုလိုက်စမ်းသင်္ခါရတွေပေါ်နေတယ်သင်္ခါရကိုရှုစမ်းဒီကတော့သင်္ခါရနဲ့ပြောတယ်ဘိဓိတို့ဘာနားလဲမှာတော့ဘာသာစကားဘာသာလို့ပြောတော့ဘာသာနေနားလဲစူးစမ်းတဲ့စိတ်ကလေးမင်းတို့လက်နဲ့စူးစမ်းစီနဲ့လိုက်အကဲမကတ်စီနဲ့နိုင်ပြီးတော့အကြောင်းတွေဟိုညွတ်ဒီညွတ်မလုပ်စီနဲ့ဆိုရင်ဒါနားလဲအဲ့ဒီအလေးကိုပြောလိုက်တာနဲ့မိမိတို့ဖြစ်တဲ့နဲ့သွားတူရင်သတိထားမိလိုက်တယ်ဟာအမျက်ကြီးပဲသင်္ခါရခန္ဓာရှုလိုက်ပါဆိုတော့ဘာရှုမှမသိဘူးသင်္ခါရဘယ်ဥစ္စာမှမသိဘူးဟာဝေဒနာခန္ဓာရှုလိုက်ပါဆိုတော့ဘယ်ဥစ္စာဝေဒနာမှမသိဘူးကိုတော့လိန်တော့ဝေဒနာရှာမတူဘူးခံစားနေရတာကိုမသိဘူးအခုမိမိတို့ငြိမ်တာလေးလည်းခံစားတယ်ချုပ်တာလေးလည်းခံစားတယ်တင်းနာတောက်နာပေါ်လည်းမခံကျင်တာခံစားနေရတယ်စိတ်ကလေးပဲအဲ့ဒီခံစားနေရတဲ့သဘောလေးကိုဉာဏ်ဥလိုက်ရင်ဒါဝေဒနာရှုမိသွားတာပဲအခုထိုင်စဲမှာတော့ဖြစ်နေကြတာယောဂီအကုန်လုံးကိုဖြစ်တာကိုကိုမသိလို့သိအောင်ဉာဏ်နဲ့ဥရမသိတော့ငါခံစားနေရသိရင်ငါမဟုတ်တော့နံခံစားမသိရင်ငါခံစားတယ်ဉာဏ်ကဥလိုက်ရင်ငါမမဟုတ်ဘူးနံခံစားနေပါလားလို့တော့သိစကားပြောတဲ့ဝေဖန်နေတဲ့စိတ်ကလေးတွေပေါ်တယ်အဲ့ဒါကိုဘုံဘုံလုံးကဒီလိုဘာသာလို့မပြောဘဲနဲ့သင်ညာခန္ဓာရှုလိုက်ပါခန္ဓာထဲမှာဝေဒနာသင်ညာသင်္ခါရဝิญဉ်ခန္ဓာနာခန္ဓာ၄ပါးတွေလက်ပတ်ပြီးတော့ဖြစ်နေတယ်ဒီဘက်ခန္ဓာလည်းဖြစ်နေတယ်ခန္ဓာ၅ပါးရှုပါဆိုတော့ဘာသွားရှုကိုယ်ဘာသာစကားမှမဟုတ်ပဲဒါဘုရားဖရာရဲ့တရားတော်စကားဒါမြတ်စွာဘုရားရဲ့ပါဠိတော်စကားတွေအဲ့ဒါကြောင့်မလို့ကြားဒါပါဠိတော်စကားဟာပါဠိတတ်တဲ့ပုဂ္ဂိုလ်တွေပဲရှုွက်ကောင်းဒါကြတော့စာပေပညာရှင်တွေကြတော့အခုဖုံဖုံပြောသလိုမရဘူးသင်္ခါရဟိုစူးစမ်းတာရှုလိုက်ပါဆိုလက်သက်မခံဘူးခံစားတဲ့သဘောကိုရှုလက်သက်မခံဘူးဝေဒနာရှုလို့ပြောမှလက်သက်ခံသူတို့ဝေဒနာလို့သိထားတာကိုစာပေပညာရှင်တွေကြတော့သင်္ခါရလို့သိထားတယ်စူးစမ်းတယ်လို့သူတို့မသိဘူးသင်္ခါရပဲသိတယ်အဲ့ဒီတော့အရှင်များတို့လိုက်ပြီးတော့အကြောင်းလုံးနဲ့အကြောင်းသမုဒိယကြောက်လုံးနဲ့သင်္ခါရလေးရှုလိုက်ပါဆိုအမှန်သူတို့ကနားလဲတယ်အခုအရှင်များတို့ဒီလိုပြောလို့ပဲနားလဲမလဲကိုယ်စာပေတတ်တာမှမဟုတ်ပဲခန္ဓာမှာကိုယ်ဘာသာကိုယ်သဘာဝနဲ့ကိုယ်သိတဲ့စကားနဲ့ကိုယ်ပြောပြလိုက်ရင်ကိုယ်ဖြစ်နေတာလားတူရင်ဒါတရားပဲရှင်းရှင်းလေးအဲ့ဒါဘုံဘုံတို့ဓာရီကိုတော်တော်ခွဲခြားခဲ့ရဘုံဘုံတို့လည်းဒုံးမယ်လက်လိုပဲယောဂီတွေလိုပဲအိမ်အောင်သားမွေးလူလောကအနေပြီးတော့လာခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဆရာကောင်းနဲ့တွေ့လို့ဒီနည်းတွေသိပြီးတော့ခန္ဓာမှာကျုံးလိုက်သွားတာကျုံးဖြစ်သွားတယ်အဲဒီတော့သေချာချာနော်သေချာတတိထားပါလောက်ပါဒီအချိန်ဟာအမတန်တန်ဖိုးကြီးလို့ဘုံဘုံပြက်လာဟောနောက်ပိတ်ဆုံးအချိန်လေးလည်းဖြစ်တယ်သိတဲ့သိတဲ့သိရတဲ့အားလေးတွေသိရအောင်ဘုံဘုံပြက်လာဒါနှစ်ကြီးပဲပိုင်အောင်သတိထားပါငြိမ့်နေလားငြိမ့်တာလေးသတိထားအများဆုံးမငြိမ်ပါဘူးဝေဒနာနဲ့တွေ့နေလေဝေဒနာခံစားရတယ်ဟိုမှာသူကလည်းဘယ်လောက်လဲရှင်းနေတောင်းနေလေးတာလဲဒီစီလောက်လက်မလောက်ခါရဲကိုမပြေးဘူးတနေရာဆိုတနေရာလဲဝေးပြီးတော့တီးနေတင်မဆိုတင်မမှာတီးနေတာပဲစိတ်မရှိခြင်းစရာအဲ့ဒီစိတ်မရှိတဲ့စိတ်ကိုသူရှင်မသူရလွတ်ပြီဘလောက်ကောင်းတဲ့တရားလဲတရားကတရားကိုပို့စိတ်ကောင်းတယ်ဒါပေမဲ့ယောဂီတို့ကတော့မကောင်းဘူးပေါ့အမှန်မှတော့အဲ့ဒီယောဂီတို့မကောင်းဘူးဆိုတဲ့အကုသိုလ်စိတ်တွေကိုယ်သွားမှကောင်းလာတာကိုသူသိလာတယ်သူကသတိထားပါဒီနေ့အဲ့တော့တင်းနဲ့ခံစားနေတဲ့သဘောဒါလေးသိခံပြီးတော့လိုက်လာလိမ့်မယ်ပလင်ကတော့လူမှာပဲဘုရားလက်ထက်ကမြတ်စွာဘုရားတပ်ပြညွတ်တဲ့ဉာဏ်ရတော့ဗောဓိပင်နဲ့ရွှေပလင်ကြီးရလာတော့ပလင်ပေါ်မှာမြတ်စွာဘုရားထိုင်ပြီးတော့
သတင်းသုံးတဲ့အခါမှာမနက်ကလာတယ်အချင်းကြီးကောရမတဲ့ဒါငါပလင်ဆင်းပေးပါသင်ပလင်မဟုတ်ဘူးဘုရားလည်းငါဟာတဲ့4 သိန်းခြေကဘာတသိန်း8 သိန်းခြေကဘာတသိန်း16 သိန်းခြေကဘာတသိန်းပါရမီတွေဖြည့်လာတာဒီဘောဓိပင်နဲ့ရွှေပလင်ကိုငါလိုချင်လို့ဖြည့်လာတာသဗ္ဗညုတညာရအောင်ဒါရင်ဒီပလင်ပေါ်မယ်ဆိုဒီပလင်နဲ့သဗ္ဗညုတညာရအောင်ငါပါရမီတွေဖြည့်ခဲ့တဲ့အတေမာနလို့ပြောတော့မာနကလည်းပဲမကျင်တော့ဘူးသူ့ပလင်သူ့တောင်းတာပဲအဲ့ဒီတော့မရတော့လူမိုက်တွေခေါ်တာပေါ့ခုနမကောင်းစိုးဝါတွေဂျိုးကြီးတွေနဲ့ကြောက်မဲ့ပွဲရအမျိုးမျိုးအဖုံဖုံနဲ့ဘုရားကိုတိုက်ခိုက်ဒါဘုရားကြီးကိုတိုက်ခိုက်လို့မရတကားတော့မနကလည်းဒေါသဘုံထသူ့ရဲ့ဘက်တော်သားတွေကလည်းအတင်းကြောက်အောင်လန့်အောင်ဒီပလင်ဘောကဆင်းသွားအောင်ပလင်ဟိုတခါလို့ဖြတ်နေကြဘုရားကတုတ်တုံမှမလုပ်ပါဘူးအခုလည်းပဲအရှင်များလို့ဒီတိုင်းမှာပဲမနတိဟူသောတင်းနဲ့တောက်နဲ့ဝေဒနာကတော့ဒီကိုထိုင်းနေတဲ့ပလင်လေးတွေကိုတော့ဖြတ်လိုက်မယ်မဖြတ်ပါစေနဲ့ဒါကိုယ့်ရဲ့ပလင်နဲ့ကိုယ်ပိုင်ပလင်တွေကိုထိုင်းနေကြပလင်ဖြစ်အောင်ကိုမနတ်ဆိုတဲ့မခံခြင်းနဲ့လှုပ်ခြင်းလာအောင်ဖြုတ်ခြင်းလာအောင်မနတ်ကဘက်တော်သားတွေလှုပ်လို့နည်းနည်းလေးနဲ့ပြတ်သွားတယ်သိတဲ့မျိုးကောင်းတယ်ကိုယ်ပလင်လူသွားတာပဲခန္ဓာကိုယ်ပလင်နဲ့ကိုထိုင်းနေကြတဲ့ဒကမကြီးတွေလည်းကိုယ်ပလင်လေးနဲ့ကိုဒကာကြီးရောကိုရင်လေးတွေရောဥပဇင်းတွေရောကိုယ်ပလင်နဲ့ကိုထိုင်းတာအဲ့ပလင်ကိုလာဖြတ်မှာပဲဝေဒနာတိုက်ကွက်တွေနဲ့ကြောက်အောင်လန့်အောင်တခါတော့လှုပ်လိုက်တော့ကိုယ်ပလင်ကိုရိမ့်လိုက်ตาလေးဖြည့်ပြလိုက်ခြေတော်ကလေးလှုပ်လိုက်မလှုပ်ပါနဲ့ပလင်ကိုအပြတ်ကိုမခံနဲ့သူကတော့မနက်ကလည်းလူမှာပဲသူကဒီနေရာလေးတွေမှာအဲ့ဒါဒေသနာယုတ်တိနဲ့သဘောပေါက်ဖို့ရည်ကြီးပါတယ်အဲ့ဒီတော့ဒီပလင်မပြတ်တော့ပါပဲအထဲထဲမှာအထဲထဲကမနက်စစ်တီတွေကလည်းလှုပ်ခြင်းတဲ့စိတ်တွေဖြုတ်ခြင်းတဲ့စိတ်တွေသူ့ရဲ့ဘက်တော်သားဒီတင်းနဲ့တောက်နဲ့မနက်ကြီးရဲ့ဘက်တော်သားတွေကဘယ်လိုလဲလှုပ်ခြင်းတဲ့စိတ်ဖြုတ်ခြင်းတဲ့စိတ်ဟိုကြံဒီကြံပေးထားကတ်ထားမနက်ကဘက်တော်သားတွေထဲမှာဒီစားစိတ်ကလေးတွေစိတ်အဲ့ဒီစိတ်ကလေးတွေကိုသိခံခွန်လို့ပြီးတော့စောင့်ကြည့်သိခံမှာတချို့ကြလည်းပီတီတီကတ္တတခါသိထားတယ်ထိန်းထားတယ်မကျင်납ဘူးဗောဒါမှမဟုတ်ဘူးဒီပလင်ကိုဖြတ်နေတာစိတ်တွေကိုဘုံဘုံဒါတာရကတော့ဒေသနာယုတ်ကြီးနဲ့စဟောတာအဲဒီတော့တတိထားနော်ကိုဘာလုပ်နေသလဲအခုထိုင်စဲလေးမှာဘာဖြစ်နေသလဲခံစားရင်လည်းတင်းနာပေါ်လို့ခံစားရင်လည်းခံစားတာတွေပြုအိန္ဒြေမပြည့်ခြင်းနဲ့ကာယအိန္ဒြေမရိုက်စီနဲ့အဲဂျိုင်နာလေးနည်းနည်းပြင်ပေးပါနည်းနည်းနောက်ဒီမှာတော့ပြင်လို့ရတာခုပါခုဆိုပြင်လို့မရဘူးဟုတ်ရှင်းပါဦးရှင်တို့ကအိန္ဒြေကိုတီးပါစေသူကလည်းအမတန်ဗုဒ္ဓတရားကိုက်အိန္ဒြေနီးမှရတယ်တောင်းလို့မရဘူးနောက်လမ်းလို့မရဘူးကာယအိန္ဒြေတက်အောင်ခန္ဓာကိုယ်ညာလေးနဲ့ကြည့်နည်းနည်းစောင်းနေသလားပြန်တက်တာပြန်ပြီးတော့အိန္ဒြေအပြတ်မကမှနဲ့ကိုယ်ပလင်မပြတ်ပါစေနဲ့မနက်ကတော့လူမှာပဲဒီအချိန်ကတော့2 နာရီခွဲ2 နာရီပြတာ1 နာရီခွဲဆိုရင်မနက်တို့ပလင်လူတော့ဝေဒနာတွေတက်လာပြီးတော့ကိုကြံဒီကြံနေကြံတော့မယ်တဲ့စိတ်ကလေးအဲ့ဒီကြံတဲ့စိတ်ကလေးကိုပြန်ရှုမိလိုက်သလားဆိုတော့မရှုမိလိုက်ဘူးဗျာဒီကတရားတွေဘုံဘုံလည်းလဲခဲ့ဘူးတဲ့ဒါမှမဟုတ်ကိုလဲခဲ့ဘူးလို့မလဲရအောင်လို့ဘုံဘုံတို့ပြန်ပြတာဩဒီနေရာမှာလေကန်းကြီးပဲတင်းနာပေါ်လာတော့ခံစားရတယ်အဲ့ဒီခံစားတာလေးကိုမရှုမိဘူးတင်းနာကြီးပဲမင်းခံစားတဲ့သဘောသိခံခွန့်လွှတ်ဆွန့်လွှတ်ပြီးတော့ဘုံဝင်မှာဇောတက်ထားတယ်မခံနိုင်တော့အပေါ်ဘုံဝင်ကိုတွန်းလာတယ်ဘုံဝင်လေးပြန်ချနာသီးပြားလေးနဲ့ချိန်ဝင်လေးခွက်လေးနဲ့ပေါ့လေချိန်ချပုံမှန်သူ့ဘာသူတင်းနာတင်းမလို့စီတောင်းတာတောင်းမလို့စီနောက်တင်းတာလည်းမြဲတာမှမဟုတ်ပဲတောင်းတာလည်းမြဲတာမဟုတ်အနိစ္စသူ့ဘာသူဖြစ်ပြီးပြမှာကိုယ်ကိစ္စမဟုတ်ကိုယ်ကိစ္စသူ့မခံစားဘူးပဲ
ဒီကျင်းတဲ့တောင်းတော့မခံစားဖို့ပဲကြီးတယ်ဒါနောက်ကသက္ကမကြီးတွေအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအရှိကစိတ်ကြိုက်တဲ့ဒီတရားဘာလို့လဲမြတ်စွာဘုရားနကုလမာတာနကုလပိတာသုံးမှာဟောတယ်ကဟပတိတကြွသုံးမှာလည်းဟောတာဘယ်လိုဟောတာလဲဆိုတော့ကာပတိတကြွကြီးကအသက်ကကြီးပြီ60ကျော်90 80ဖြစ်တော့နားကလည်းထိုက်ဟောတိုင်းလည်းတရလုံးကိုမပေါ်ဘူးနားထိုင်ပြီဟုတ်အဲ့ဒါကြာလည်းမထိုင်နိုင်ဘူးသူ့မှာအသက်ကကြီးတော့ခန္ဓာကိုယ်ကြီးကိုမထိနိုင်မသိနိုင်ဖြစ်နေပြီကာပတိတကြွတို့နကုလမာတာနကုလပိတာဆိုတဲ့အဖိုးကြီးဖွားကြီးတွေပေါ့အဲ့တော့ဖယားကကြွလာတော့ဖယားကိုကြောက်တယ်ငါသားဖယားရဲ့သားဖယားကိုစောင့်နေတာနှစ်တွေလတွေလည်းကြာခဲ့ပြီဘဝတွေလည်းများခဲ့အခုစောင့်တာသားဖယားကိုအခုစောင့်နေတာကြာခဲ့တယ်အခုတွေ့ပြန်တော့လည်းပဲအဖေတို့အမေတို့မှာအိုမင်းရင်ရောနေပြီအသက်90 60 90 80တွေဖြစ်ကုန်ပြီအဲ့တော့သားဖယားဟောတဲ့တရားကိုလည်းကြာလဲနားထောင်လို့မရဘူးကြားတဲ့အခါကြားလိုက်မကြားတဲ့အခါမကြားနားတွေလည်းတိထွက်ကြာထိုင်မှဆိုလေခန္ဓာကိုယ်ကြီးကမထိန်နိုင်တော့ဘူးအဲ့ဒီတော့သားဖယားရဲ့တဲ့အတူဆုံးလေးနဲ့အလွယ်ဆုံးအမြန်ဆုံးနဲ့တရားရတဲ့တရားလေးကိုပြပေးပါဘယ်တော့ကောင်းတောင်းလိုက်တာနကုလမာတာနကုလပိတာနဲ့ခုနကဟပတိသကြွယ်သုတ်မှလည်းရှိအဲ့ဒါကိုတောင်းစက်တောင့်စက်တာနဲ့အလွယ်ဆုံးတရားလေးကိုတဲ့နိဗ္ဗာန်ရောက်တဲ့တရားလေးအမြန်ရအောင်ဟောပေးပါသူကအဲ့လိုတောင်းတော့မြတ်စွာဘုရားကဘာဟောတယ်လဲဆိုတော့အာတုဒံကာယတမေတ္တတွစိတ်တံအနတုဒံဘဝိတ္တိဧဝံဟိတေကဟပတိသိက္ခိတဗံဆိုတော့ဒီလိုဟောဒါပါဠိတော်ရဲ့စကားပေါ့ဘာသာလို့ပြောရမယ်ဆိုအာတုဒံဆိုတာနာခြင်းတယ်ဗမာလိုတို့ဘာသာလို့သိတော့အာတုဒံဆိုတဲ့ပါဠိစကားကဗမာလိုနာခြင်းကြိုက်ခဲတယ်အခုနာခြင်းကြိုက်ခဲနေလိမ့်မယ်အောက်မှာအခွေကြီးမှကြည့်လိုက်တော့အောက်ကပလင်ကိုကြည့်လားကိုပလင်လေးတွေကိုကြည့်အောက်မှာနာကျင်ကြိုက်ခဲနေလေအာတုရံနာကျင်မယ်တဲ့ဘယ်မှာလဲကာယဒီကာယကိုကြီးမှာတဲ့အာတုရံကာယသဒီယုတ်ကြီးမှာတဲ့ဒီကာယကိုကြီးအခုနှစ်ချောင်းနှစ်ချောင်းလည်းနှစ်ချောင်းကိုမြောက်ကောင်းနဲ့ထိုင်းနေတဲ့ယုတ်ကြီးမှာနာကျင်နေလိမ့်မယ်အခုယောဂီတွေအကုန်ဖြစ်နေပါတယ်ဘုရားဟောတဲ့အတိုင်းအာတုရံကာယသမေတ္တတော်စိတ်ဓာတ်မေငါဤတတော်စိတ်ဓာတ်စိတ်ကလေးကိုအနတုရမနာကျင်အောင်ဘဝတ္တိဖြစ်နေအောင်ဧဝံဤကဲ့သို့တေသေးစီစိတ်ခိတပံကျင့်မှာရန်ကောင်းရုပ်ကြီးနာနေလိမ့်မယ်တဲ့ဘာသာလို့ပြောစိတ်ကလေးမနာအောင်နေပါတဲ့ဟောဘယ်တော့ကောင်းအဲ့တော့အခုရှင်များတို့တွေဒီတရားနဲ့အရန်ကြိုက်ပါလေဒီလိုရှင်းမြောက်အိန္ဒြေလေးရကုန်ပြီဘုံဘုံဟောတဲ့တရားလည်းသိမကြားနိုင်တော့ဘူးဘယ်လောက်ဟောကြားတော့ကြားတယ်အဓိပ္ပာယ်တွေမယူနိုင်ဟိုမှာဝေဒနာတက်နေပြီလေအောက်မှာခုနအသက်80 90နကုလမာတာနကုလပိတာလို့တောင်းတယ်လို့ပဲကြာလဲလုံနိုင်တော့အဲ့ဒီတော့ဒီယုတ်ကြီးမှာဝေဒနာနာနေယုတ်ကယုတ်ဝေဒနာဖြစ်နေစိတ်ကလေးဘာမှမဖြစ်အောင်နေပါတဲ့ယုတ်ကြီးနာပါစေစိတ်ကလေးမနာအောင်နေနေအဲ့ဒါဘယ်လိုနေမလဲဗျာဒါမိမိတို့ကိုယ်ပိုင်နေကြီးလေအောက်မှာတင်းနဲ့တောင်းနဲ့ကြိုက်တဲ့ကဲလေးတွေကအရင်လိုမကြမ်းဘူးသိမ့်ဝတ်နဲ့ပြီးနေလေခံစားနေရကြအခုအားလုံးနဲ့မှဆို3ပုံပုံ2ပုံလောက်ခံစားနေရအဲ့ဒီခံစားနေရတာစိတ်မပါပါစေနဲ့ရုပ်ကြီးတာနာပါစေစိတ်ကလေးမနာအောင်လေဘယ်လိုနေကြမလဲဒါနကုလမာတာနကုလပိတာစိတ်ကလေးမနာအောင်အဲ့ဒါသိခံခွန်းလို့ပြီးတော့အကြောင်းပြင်းအောင်နေလိုက်ပေါ့နေလိုက်တော့စိတ်ကလေးမနာဘူးရုပ်ကြီးနာတယ်ဆိုတော့စိတ်သက်သက်ရုပ်သက်သက်ရုပ်နဲ့ပွဲလာကိုစိတ်ကလေးတော့ထိမ့်သိမ့်တတ်သွားဒီရုပ်နဲ့စိတ်နဲ့ပွဲသွားတာပေါ့ဟောရုပ်ကြီးကဓာတ်ကြီးလေးပါရုပ်နာတာပေါ့ဟုတ်တာပေါ့ဓာတ်ကြီးလေးပါရုပ်ဘလို့နေနာမယ်ကျင်မယ်ကြိုက်ပဲခဲမယ်သူ့ရဲ့အထေသားကို
ဒီယုတ်ကြီးတွေအထက်သားဓာတ်ကြီးလေးပါယုတ်ကြီးပဲမဖြစ်ပါဘူးဆိုမရဘူးဖြစ်မှာအဲ့စိတ်ကလေးမနာအောင်လေးအထက်ထဲမှာဘယ်လိုလေးများထိမ့်သိမ့်လေးနဲ့စတိလေးနဲ့ထားမလဲဒါမိမိတို့နိဟံမိမိတို့ရဲ့ဇယက်မိမိတို့ရဲ့နှလုံးသွင်းခွက်ကလေးယောနိသောမနတိကာကမှန်သောနှလုံးသွင်းကြည့်ပါစိတ်ကလေးမနာအောင်နေပါအာဓုရံကာယတဆိုတဲ့ဒီယုကြီးနာမယ်တဲ့မေတ္တာတော်စိတ်ဓာအနာဓုရံဘဝတတိစိတ်ကလေးမနာအောင်နေပါတဲ့ဗျာဘလောက်လွယ်လဲအဲ့ဒါစိတ်နဲ့ယုတ်နဲ့စိတ်ကလေးကိုမနာအောင်နေတဲ့တော့ယုတ်ကြီးနာရတဲ့ခုတွေ့တယ်စိတ်ကလေးမနာတာတစ်ခုတည်းတော့ဟောမနာတဲ့စိတ်ကလေးဒါကနန္တရားပါလားဟိုမှာဒီယုတ်ကြီးကဓာတ်ကြီးလိုပါယုတ်ကနာနေတဲ့ဒါဖောက်ပြန်နေတဲ့ယုတ်ပါလားဒီစိတ်ကလေးကနာမလားလို့ယုတ်နာပေါ်ရပါအောင်ပေါ်လိုက်တဲ့တရားတစ်ခုပဲသတိထားနော်စိတ်ကလေးထိတ်ချုပ်မထားနဲ့ဘဝမှာကြက်မထားနဲ့သူ့သဘာဝသူ့သဘောလေးကိုသိခခွန်းလို့ဆုံးလို့ပြီးတော့စိတ်ကလေးသက်သက်တာရှုဟိုဝေဒနာကိုမကြည့်နဲ့ဟိုကသူ့ဘာသူ့ဓာတ်ကြီးလေးပါအကျိုးတရားဒီအကြောင်းတရားကနာငါသွားညှို့လို့ခံစားတာအကြောင်းတရားနာမလိမ္မာလို့ရုပ်ခွေးဖြစ်တာနာလိမ္မာမှရုပ်သက်တာဟိုကဓာတ်ကြီးလေးကသူ့ဟာသူဖောက်ပြန်တာကိုစိတ်ကမနေဘူးသွားညှို့ခံစားတော့နာခံစားတာလို့မရှိဘူးခံစားတဲ့နာနဲ့ပေါင်းပြီးတော့ဟိုယုံကြည်တင်နေဟာလွတ်အောင်ကြတယ်ဆိုတဲ့အယူအဆမှားပါဒါနှလုံးထဲမှာသိခံတော့သဘောကိုသိခံတော့ဦးဇင်းနေဒါနောက်ပိတ်ဆုပ်အိတ်နဲ့လွယ်နှစ်ခါမရှိတော့ဘူးဒီချိန်ဒါနောက်သုံးချိန်နေမလို့ဘုံဘုံဟောတက်ပြေဦးမှာပဲဒီနေရာလေးတွေကအိတ်ကိုပါတော့ဒီအကျင့်လေးတွေရှုွက်ကလေးတွေစူဇန်တဲ့စိတ်ကလေးတွေငြိမ်းနေတဲ့စိတ်ကလေးတွေငြိမ်တဲ့စိတ်ကလေးကိုပြအပြက်ခတ်ငြိမ်တာနဲ့ပေါင်းနေအတ္တငြိမ်တာလေးကိုပြန်ရှုရင်အနတ္တငြိမ်တာလေးနဲ့ပေါင်းရင်အကုသိုလ်စိတ်ငြိမ်တာလေးကိုပြန်ရှုရင်ကုသိုလ်စိတ်အကုသိုလ်နဲ့ကုသိုလ်ဒီမှာစိတ်နှလုံးပဲဟောမှာဝေဒနာကိုသွားပြီးတော့မျက်စောင်းထိုးပြီးတော့ကြည့်မနေနဲ့နော်ကိုမျက်စိလုံးနဲ့ကိုယ်သတိထားကြည့်ရောအမျက်စိလုံးကဘယ်ရောက်ပေါင်နေဒူပေါင်းနေရှင်မျက်စောင်းတို့ပြီးတော့မလေးတခါလဲကြောက်ချပြီးတော့ကိုနေတော့တာလျှောလှော်ပါရဲ့ကြောက်ကြိုးမပြုတ်ဝဲနဲ့လှောနေတယ်လို့ပဲကျိုးမပြုတ်ဝဲနဲ့လှောနေတဲ့ပုံကိုယ်လိုပဲအဲ့ဒီသွားညှက်တဲ့စိတ်ကလေးကပြန်သိမ့်တင်လိုက်ပါနာသီပဲကြီးပြန်ပြောင်းလိုက်လွတ်သွားတယ်မနေဘူးသူပြန်ညှက်တာပဲမနေကဘုံဘုံဟောတဲ့ခွေးလိုပေါ့မြောက်လိုပေါ့သူကသူတက်တယ်မော်နေပါမနေဘူးအောက်သိစင်းစားတယ်သွားဆင်းဆန်းတော့ဒီခွေးကြိုက်မှာပေါ့တင်းနဲ့တောင်းနေသွားညှက်တော့ခံစားရမှာပေါ့ခံစားတာကမြောက်တင်းနဲ့တောင်းတာကခွေးအဲ့ဒါလေးသဘောပေါက်ရဲ့ကိုဘာလို့မလုပ်တတ်လဲဗျာဘာသာစကားဥပမာနဲ့သာရကယုတ်ဒီနဲ့သဘာဝကြအောင်သဘာဝယုတ်ဒီနဲ့ပြောတာပဲဒီမှာအဲ့ဒါလေးမြောက်ဆိုတာကဒီစိတ်ကလေးကိုဆိုလိုတာခွေးဆိုတာကအောက်မှာတောက်နေတယ်လေတင်းနဲ့တောက်နဲ့ကြိုက်တဲ့ခဲတဲ့ဓာတ်ကြီးလေးပါဓာတ်ကြီးလေးပါပေါ်လာတော့ဒီမြောက်စုသေးဘူးတော့ဒီစိတ်ကလေးကဆင်းပြီးတော့သွားစူးစမ်းတယ်သွားညှတ်တယ်သွားညှတ်တော့ခံရနာညှတ်တော့ခံစားတင်းတဲ့ပုံမှာသွားညှတ်ခံစားတယ်တောက်တဲ့ပုံမှာသွားညှတ်ခံစားတယ်အဲ့ညှတ်ခံစားတဲ့သဘောတော့ကိုမရှိမိဘူးသူ့ရှုလိုက်ရင်လည်းသောတာပန်ကြီးတည်ရောဗျာသောတာပန်ဆိုတာခံစားတဲ့သဘောဝေဒနာနဲ့ပရိစ္ဆေသမုပ္ပါဒ်ရက်တဏှာမကူဝေဒနာတွေရက်သွားခံစားတဲ့သဘောခံစားတဲ့သဘောမရှိဘူးနဲ့တင်းနာတောင်းတာကြီးကိုသွားရှုရင်တော့ဘာဖြစ်လာမလဲဝေဒနာဘောကမသိတဲ့အတွက်တဏှာကူသွားဘာကြောင့်ကူလဲတင်းနဲ့တောင်းနဲ့သိတော့တင်းနဲ့တောင်းနဲ့ကဘာမှဖြစ်လဲပေါင်ကြီးဒူးပေါင်းကြီးဆိုတော့ဟောရုပ်ပေါ်ကြတော့ကိလေသာဝဲသွားရောငါပေါင်ကြီးကကြိုက်မှာငါဒူးပေါင်းကြီးကဆိုတော့ပြင်ပြတော့တဏှာကူသွားဝေဒနာကိုမသိတော့တဏှာကူသွားအဲ့တော့ခံစားတဲ့သဘောတင်းတဲ့ပုံမှာစိတ်ကလေးခံစားနေရတဲ့နာခံစားနေတဲ့သဘောလေးကို
တက်ရှုလှည့်ရှုလိုက်ရဲ့ဒါပရိစ္ဆသမုပ္ပါဝေဒနာတွေရက်တယ်တဏှာမကူဘူးဒီမှာတော့ပရိစ္ဆသမုပ္ပါမှာဝေဒနာနဲ့တဏှာကြထပ်ပေါက်ကလေးတစ်ပေါက်ပဲရှိဒါအောက်ကိုထွက်တာအနာဂံကြီးတွေထွက်တော့ဘယ်ရထွက်လဲဆိုတော့သင်္ခါရနဲ့ဝိညာဉ်ညာထွက်သွားသင်္ခါရချုပ်တာမဟုတ်ဘူးဝိညာဉ်ချုပ်ပြဝိညာဉ်ဆိုတဲ့သိမှုကိုချုပ်လိုက်တော့သင်္ခါရကသူကနှလုံးသွင်းစရာမရှိတော့အဲ့မှာသင်္ခါရနဲ့ဝိညာဉ်ကြားမှာတစ်ဖြတ်အနာဂံတွေထွက်သွားသောတာပန်ကဝေဒနာကနေထွက်သွားတယ်သရဂံကဖသကနေထွက်တယ်အနာဂံကြီးကသင်္ခါရနဲ့ဝိညာဉ်ကနေတစ်ဖြတ်ထွက်သွားတယ်အဆက်30ရှိပရိစ္ဆသမုပ္ပါဝေဒနာနဲ့တဏှာကြတစ်ဆက်သင်္ခါရနဲ့ဝိညာဉ်ညတစ်ဆက်ဒါအထက်နဲ့အခလျတန္တရာထွက်သွားတယ်အထက်တန္တရာကြီးထွက်တော့ယဟန္တာတွေထွက်တော့ဘဝနဲ့ဇာတိကြားတစ်ဖြတ်ထွက်သွားဘဝပြည့်စရာဇာတိဘယ်ဘဝလဲနားနဲ့အသံနဲ့စိတ်လိုက်တဲ့ဘဝမှာခွေးရလို့သိလိုက်တော့ခွေးဘဝကြက်ကလို့သိလိုက်တော့ကြက်ဘဝစိတ်ကလေးတရားမိအောင်ဆိုလို့လားကိုယ်စိတ်ကလေးတရားမိရဘဝတွေပြည့်နေဒီလူဘဝကြီးကိုပြောတာမဟုတ်တော့ဒါကြီးပြတ်ချန်နေတယ်ဒီသောတာပန်နေမဲ့ယုံနာမြင်လို့လူပြောက်သွားပြီသောတာပန်ကယောက်ျားမိန်းမပြောက်ယုံနာဖြစ်သွားတယ်တရားကဒီယုံနာပေါ်မှာခံစားတဲ့သဘောဟာဝေဒနာဘုဒ္ဓကြောင့်ဖတ်တာကြောင့်ဖြစ်တယ်ဆိုဖတ်တာနဲ့တက်ဖြတ်သွားဖတ်တာဖြစ်เสียဝေဒနာကိုဒီအကြောင်းလို့တိုင်းအကျိုးဖြစ်ပါလားအကြောင်းကနေစက်လိုက်တော့အကျိုးရသွားတယ်ဒါတရားကနေဖြတ်သွားအနာဂံကြီးကြတော့ဝိညာဉ်ကနေဖြတ်သွားတယ်သင်္ခါရနဲ့ဝိညာဉ်သိမှုလေးနေရာနေဖြတ်ပြီးသွားတော့သိမှုချုပ်သွားတော့ဒွိင်းပြုတ်ကြသွားဝိညာဉ်နာယကလည်းနာဖတ်တာဝေဒနာတဏှာဥပါဒဘောဟဇာတိအကုန်ပြတ်ထွက်သွားဘာနဲ့တူတယ်ဆိုတော့စိတ်ပရိသေကိုတိုင်မှာချိတ်ထားပြီးတော့ကက်ကြီးနဲ့ညှက်လိုက်တယ်လို့ဘရောဆိုအကုန်လုံးတလုံးမကြဒါပရိစ္ဆသမုပ္ပါနည်းနဲ့ခန္ဓာမှာလှည့်ရှုလိုက်လုံးကြကမှာလွယ်လွယ်လေးနော်မိမိတို့ခန္ဓာမှာအဲ့ဒီအဝိဇ္ဇာလို့ပါဠိလိုပြောတဲ့သဘောကဘယ်လိုမသိမှုလေးပေါ့ဘာမသိလဲကိုယ့်ကိုအမတ်တမက်ကလေးနေတာလေးကိုဆိုလို့လားကိုယ့်ကိုငြိမ်းနေတဲ့အမတ်တမက်ကလေးဖြစ်နေနှာခေါင်းလေးရှူတာကိုသတိမထားမိတာအမတ်တမဲ့ကိုငြိမ်းနေတာလေးကိုပြန်မရှူမိတာအမတ်တမဲ့အဲ့ဒါမောဟအဝိဇ္ဇာခေါ်တယ်အဝိဇ္ဇာဆိုတာတတ်တတ်မဟုတ်ဘူးကိုဖြစ်တာကိုကိုပြန်မသိဘဲနဲ့ပေါင်းနေတာအမှတ်တမဲ့အဲ့ဒါအဝိဇ္ဇာကြီးပဲအဝိဇ္ဇာကတ်ကလေးဒီအဝိဇ္ဇာမရှိဆိုတဲ့မသိမှုရှိမှတော့ရှောက်ကြမိဘောဟိုကြံနေကြဟိုလိုလုပ်ဒီလိုလုပ်သင်္ခါရတွေထွက်ဟိုလိုလုပ်ဒီလိုလုပ်သင်္ခါရတွေထွက်တော့သိမှုတွေဖြစ်လာတာပေါ့စိတ်တွေကြောင်ကြောက်ကြတဲ့တုန်းကဟိုလိုကြံဒီလိုကြဟုတ်ရလားမဟုတ်ဘူးလားဖြစ်ကုန်ရောအဝိဇ္ဇာကြောင့်သင်္ခါကြောင့်ဝိညာဉ်စိတ်တွေဖြစ်ကုန်ဝိညာဉ်ဖြစ်တော့ဉာဏ်ရုပ်တွေအာယုန်တွေစိတ်တွေဟာပေါ်လာရောအာယုန်တွေစိတ်တွေပေါ်လာတော့ပဒါရအကြည့်ပေါ်မှာအစင်းတရားလာတိုက်အတန်တရားလာတိုက်ဖာသာဖြစ်ကုန်ရောဖာသာဖြစ်တော့အဲ့မှာကောင်းမကောင်းခံစားတဲ့ဝေဒနာတွေဖြစ်ကုန်အောင်ပရိစ္ဆသမုပ္ပါကြီးလေးလို့ခန္ဓာထဲမှာမျက်စိဘောက်ကလေးလူလေးနားဘောက်ကလေးလူလေးနှာခေါင်းဘောက်ကလေးလူလေးပရိစ္ဆသမုပ္ပါအကြောင်းနဲ့အကျိုးတွေလေးနဲ့အဲ့ဒါတွေကိုယ်တိုင်သိရကိုယ်ခန္ဓာမှာကိုယ်လေကြောင့်သိကြနော်သတိထားကြပါတန်မိုးရှိရှိအချိန်လေးမှာတန်မိုးရှိရှိအသုံးချလိုက်ပါအရှင်များလို့ဒီလိုအချိန်မျိုးကနောက်တက်လုံးဘဝတစ်ခုမှဘယ်တော့မှမရတော့ဘယ်ဘဝမှလည်းမရဘူးအခုအချိန်အခုအခါအခုလိုရှိရဲ့နေ့ကင်းတခိုင်လေးရလေနောက်ဖယားခင်းကသလုံးမရပွဲအရှင်များလို့မရတော့ပါဘူးဒါနောက်ဆုံးပိတ်အချိန်လေးပါအဲ့တော့သိချာစစ်နဲ့ရှုပါလောကထဲမှာမနဲ့ခင်ကဆိုဒီလိုအချိန်မရှိတော့ပါဘူးကိုယ့်ရဲ့ဒိဋ္ဌံစကံကြီးရဲ့နေ့ကင်းအချိန်လေးကဒါကံကုန်ပါပြီအဲဒီတော့ကိုဖြစ်ဆက်အချိန်ကာလအတိုင်းတာလေးမကုန်ခင်လေးမှာသဘောတလုံးတော့ပေါ့ရှုလိုက်ကြတာမှာခန္ဓာထဲမှာငြိမ့်နေသလားငြိမ့်နာလေးကိုပြန်တည်းကြကျင်းနဲ့တောင်းနဲ့တက်လို့ခံစားနေသလားဒါမှစိတ်ခါမိတ်ခါနော်မလုံးနဲ့ခံလိုက်ပါရှင်မရရောဟိုခေါ်လိုက်တာမှာစက်တိမရှိဘူးလားရောင်ကြပဲဆက်သားကဲဖြစ်ချင်တာပြတော့ဝါဒါနောက်ဆုံးချက်နောက်နဲ့ငါဒီလိုဘဝနဲ့ဒီလိုကြည့်ရမှာမဟုတ်တော့ဘူးဒါဒီနေ့နောက်ဆုံးကျတော့ဖြစ်တော့ဟာဆိုလွတ်ပါလား
မကြောက်ပါနဲ့ဒီလိုဘဝတွေတို့ရခဲ့တာများခဲ့ပြီမလီဒါအစုပ်ပလို့ဘဝတွေတို့ပြီးခဲ့တာတစ်ချိန်ကလေအဘိညာနာရရင်ပြကြမှာလေဘုရင်ကြီးတွေဖြစ်ခဲ့ဘူးတယ်နန်းတော်ကြီးတွေမောင်းမမိတ်သားနေအကုန်လုံးဆုံးခဲ့ရဘုရင်ကြီးတွေဖြစ်ခဲ့စကြဝဠာနေနေဖြစ်ခဲ့တယ်အိုးသွားလို့ရသွားလို့ရစကြဝဠာနဲ့နောက်ပိတ်ဆုံးချုပ်ခဲ့ရမင်းတို့သခေကြီးတွေလည်းဖြစ်ခဲ့ဘူးတယ်သူ့ဘဝနဲ့သူ့ခန္ဓာမှာသံဃာမှာလဲခဲ့ပါသခေကြီးတွေဖြစ်ခဲ့လေမောင်းမမိတ်သားတွေကြေးကြုံနေနဲ့ကိုရှိတဲ့လက်ရှိစိစိမ်ဝင်တွေပြစ်ခဲ့ပြီးတော့ခန္ဓာချုပ်ခဲ့ရဒါကတပိုင်းလေးဘုံမှာကြာခဲ့တဲ့ခွေးဘဝကျက်ဘဝဝက်ဘဝအဲ့ဒါတွေကလည်းတောက်လေးဘဝဖြစ်ခဲ့ကံကောင်းလို့အခုလိုလူလာဖြစ်ပြန်အဲ့ဒီဘဝလေးကိုအမလီနှစ်သက်လိုက်တာအတိတ်ကကိုဖြစ်ခဲ့တဲ့ဘဝတွေမင်းတို့မမြင်လို့ပါညီဒီဘဝအလကတေးစိတ်လက်ရှိဘဝဘာမှမဟုတ်ဘူးတထေးကြီးဖြစ်ခဲ့ဘူးတော့လည်းနန်းတော်ကြီးနဲ့မောင်းမမိတ်သားနေနဲ့ဆုံးခဲ့ရဟိုဘယင်ဖြစ်တော့တထေးကြီးဖြစ်ခဲ့တော့ကြေးကြုံနေနဲ့ရွှေတွေငွေတွေအကုန်လုံးဆုံးခဲ့ရခန္ဓာတွေကအစင်မမြဲဘူးပြောင်းတာအခုဒီရုပ်ဒီနာလေးမှရမှချက်ခုတ်ချရဲ့ကွယ်မြဲတာလည်းမဟုတ်ဘူးနောက်မမြဲတဲ့ကြားထဲမှာ तू ကဟိုးယောဂအမျိုးမျိုး96ပါးယောဂတွေကလည်းထူကြောလာဒီရုပ်ကြီးမှာတို့တယ်အဲ့ဒါကြီးကိုပဲပိုးမွေးလို့မွေးပြီးတော့သူမှချော့ပြီးတော့ထားပြီးတော့ကောင်းကောင်းစားခြင်းနဲ့ဆိုလို့ကျွေးရကောင်းကောင်းကြည့်ခြင်းနဲ့ဆိုလို့မြင်ပေးရကောင်းကောင်းဝတ်ခြင်းနဲ့ဆိုဝတ်ပေးရရေချိုးပေးရသမင်းကျွေးပေးရခုံပေးရဝါပေးရမြူပေးရခြံနောင်လေးနဲ့သိပ်ပေးရချစ်တီနွားကြီးကိုတနေ့ထားပခဲ့ရမယ်ရုပ်3ရက်ပါသေသွား3ရက်ပြင်ဘယ်သူမှလက်သက်မခံဘူးဘာမှတာမိုးမရှိတဲ့ရုပ်ကိုအခုတစ်ခိုင်လေးမှအမလီသူ့အန်ကျိတ်ထားတာနဲ့မခိုင်မရနိုင်ဘူးပုံအောလိုက်ပါလားလဲမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကဲဖြစ်ချင်တာဖြစ်စေမှတ်ချလိုက်စိတ်ထိတ်မထားနဲ့စိတ်ကလေးတွေချုပ်မထားနဲ့ထိတ်မထားနဲ့တိုးမထားနဲ့ကပ်မထားနဲ့ခါတဲ့ဇောရီအကုန်ချလိုက်ကဲဖြစ်ချင်တာဖြစ်တော့ပုံအောထားပြီးတော့အေးအေးဆေးဆေးနေလိုက်တာမင်းတို့လွတ်သွားလိုက်အဲ့ဒါလို့ကိုမထားနေကြဘူးဘုံလေးချပြီးတော့စိတ်ကလေးအေးစိတ်ချတာလဲမပြင်းနဲ့တမျောစရာဒီအချိန်ကြီးဟာတမိုးကြီးဆုံးချိန်မင်းတို့နောက်ဘယ်ကမှကျင့်ရမယ်ကိစ္စမဟုတ်နောက်နေ့ဆိုနောက်ခန္ဓာနောက်ရုပ်နဲ့နောက်နေရာမှာကျင့်ရမယ်ဒီနေရာလာကျင့်လို့မရနောက်နေ့အချိန်နောက်ခန္ဓာနောက်ရုပ်အခုခန္ဓာအခုရုပ်အခုပြစ္ဆုတ်ပံမှာလာရှုလိုက်ပြီးနေတာပဲဒီပွဲရတထိုင်နဲ့တော့ဟုတ်ကြပါဟုတ်ပုံခေါ်ရတဲ့တခါလေကဲစွတ်ချလိုက်ဘုရားနာကျက်လည်းလွတ်တာကျက်လည်းပြည့်ပြည့်ဖြစ်ပြီးငါတော့မတတ်နိုင်မင်းမှမဖြစ်ငါအေးဆေးနေတော့မပေါ့ဝေဝင်လေးထွက်လေလေးရှူးနေတာလေးသူ့အတူရှူးနေတာလေးဒါလေးသတိထားပုံမှာတော့အကဲခတ်ခြင်းနဲ့မခတ်နဲ့လားနဲ့နာသေးပဲနဲ့အဲ့ဒါလို့ကိုယ်စိတ်ကိုယ်ဆုံးမတော့ကနောက်ပိတ်ဆုံးလေးသမတန်ဒီချိန်လေးဟာတမိုးရှိလို့ပုံတက်လာတာမတက်လေတပည့်တွေနဲ့ထားလိုက်ရဟောတလုံးတဘာရလောက်သဘောတစ်ခုတော့ပေါက်ရင်မနေဘူးဘုံဘုံတို့တလုံးပေါက်ဖို့ကနှစ်နဲ့လနဲ့ချီတယ်ဒီလိုသဘောတစ်ခုပေါက်ဖို့ကအခုတစ်ထိုင်နဲ့သဘောတစ်မျိုးနောက်တစ်ထိုင်သဘောတစ်မျိုးဒီလိုပေါက်အောင်ပြလာမလေးတစ်စကန်းလုံးနေလို့ဘာမှမသိညာမှမသိရောင်ဝဝနဲ့ပြန်ရတဲ့စကားနဲ့အများကြီးပေါ့ဘုံဘုံဒီလိုမထားဘူးငါလူတွေက3ရက်မှဘယ်လောက်ဖြစ်ရ4ရက်မှဘယ်လိုဖြစ်ရ5ရက်မှဘယ်လိုဖြစ်ရ6ရက်ကျရင်ဘာတွေဖြစ်လာအဲ့ဒါလို့တွက်ကိန်းနဲ့ဘုံဘုံတို့ပြအလကားပြလာမဟုတ်ပြစ်မထားဘူးမိမိတို့လည်းမသိလို့လာကျက်ဘုံဘုံတို့လည်းသိလို့ပြအဲ့တော့မသိတဲ့လူကိုသိအောင်ဒီကနေပြီးတော့သိသိချာချာလေးခန္ဓာထဲမှာဖြစ်တဲ့စိတ်ကလေးတွေလိုက်ထောက်ပြတာပဲကိုဖြစ်တဲ့နဲ့တူအဲ့ဒါလေးရှုလိုက်တော့သတိထားတော့သိကနော်ဒါမှစိတ်ကလေးတွေနော်တောင်ကြံမြောက်ကြံတောင်စကားပြောမြောက်စကားမလုံးနဲ့အဲ့စိတ်ကလေးပေါ်လာရင်ရှုလိုက်သတိထားလိုက်ပေါ်လာမယ်စိတ်မရှိတဲ့စိတ်ကလေးတွေပေါ်လာရင်မရှိတဲ့စိတ်ကလေးသိခံလိုက်ပေးပြီးတော့ထားတဲ့စိတ်ကလေးဆိုပေးထားရင်မပေးနဲ့လျှော့ပလိုက်
ထိန်းထားတဲ့စိတ်ကလေးကြီးထိန်းတဲ့စိတ်ကလေးကိုဖြည့်လိုက်ဒါကိုယ်စိတ်ကိုစစ်နေတာနော်လကားတဲ့ငုတ်တုတ်ကြီးထိုင်ပြီးဘာမှမသိအောင်လုပ်နေတာမဟုတ်ဘူးအထက်ထဲမှာခန္ဓာတွင်းဉာဏ်တွင်းပြီးတော့ရှုနေတာခန္ဓာအစဉ်ကိုဉာဏ်မြင်မှခန္ဓာဆိုတာငြိမ်တာလေးတွေချုပ်တာလေးတွေစူးစမ်းတာလေးတွေဝေဖန်တာလေးတွေစကားပြောတာလေးတွေခံစားနေရတာလေးတွေဟိုကက်ကဒီကက်ကကလေးတွေတရားဟောနေတာလေးတွေအဲ့ဒါတွေကမြင်အောင်ရှုနေတာအဲ့ဒါလေးတွေပွားပြီးတော့နေရသားနဲ့မရှုမိဘူးလားအခုနေများဟိုဗဇက်ကအရှင်များလို့ပြောလို့ရမေးလိုက်ခြင်းရှင်များတို့အခုလို့နှစ်နာရီထိုးကနေမှထိုင်လိုက်တော့တင်းနာတောင်းနာမဟုတ်တော့ပေါ်တယ်ဖေဘယ်နဲ့နေလဲခံစားလို့ဘယ်နဲ့နေမခံစားနိုင်ဘူးဖေပြောမှာအဲ့မခံစားနိုင်တာတော့ပြောတတ်တယ်မခံစားနိုင်တာကိုညာနဲ့မြင်အောင်ရှုတတ်သလားအခုချိန်ကြီးမှာခံစားနေရတဲ့သဘောကိုရှုတာအပိုင်ပဲကိုရှုရတာသူများရုပ်ကြီးမှရှုရတာမဟုတ်သက်ဆံနဲ့တရားမှမကုန်ဘူးနိဗ္ဗာန်ကိုရောက်တဲ့တရားခံစားတဲ့သဘောရှုနော်တင်းနာတောင်းနာကိုမရှုနဲ့တင်းနာတောင်းနာကရုပ်မှဖြစ်တာခံစားတာနာမှဖြစ်တာမခံခြင်းတဲ့သဘောလေးမခံခြင်းတော့ထိန်းထားတယ်ကတ်ထားတယ်တင်းထားတယ်အန်ကျိတ်ထားတယ်မလုပ်ပါနဲ့လျှော့ပြီးတော့သဘောကိုလိုက်သိကံခွန်းလို့ဆွန့်လို့ပြီးတော့စောင့်ကြည့်ပါစိတ်ကလေးကအဲ့လိုသတ္တဗျာနာသူကဟိုနာအကဲခတ်လိုက်ဒီနာအကဲခတ်လိုက်လုပ်တယ်မလုပ်ပါစီနဲ့အဲ့ဒါလေးလေသင်္ခါရလည်းရှုလိုက်ရတာလေးလေခုနဝေဒနာရှုတော့ဝေဒနာကံကုန်တော့သင်္ခါရစူးစမ်းတဲ့စိတ်ကလေးတွေထွက်လာပြန်ဟောစူးစမ်းတဲ့စိတ်ကလေးတွေရှုနေပြန်တော့ပညာကံထွက်လာတဲ့စကားပြောပြန်အဲ့ဒါသုံးခုနော်အရှင်တို့သိချကြည့်ဘုန်းပြောတာမဟုတ်ပြောကြလို့ပြောခံစားတာလေးဖြစ်မယ်ဟိုနာကက်ကဒီနဲ့ကက်ကတာလေးခံစားတာမရှိရင်အမှန်တော့ငြိမ်နေတယ်ငြိမ်တာလေးရှုနေလားမရှုဘူးနောက်ကကြာလေးနေတော့စူးစမ်းလာတယ်အကဲခတ်လာတယ်ဟိုနာလိုက်ညှို့ကြည့်ဒီနာလိုက်ညှို့ကြည့်ဘာများပေါ်မလဲအဲ့လိုလိုက်ညှို့တဲ့စိတ်ကလေးကိုရှုမိသလားပြန်လှည့်ရှုအဲ့ဒါမရှိတဲ့စကားပြောနေဝေဖန်နေတယ်မှတ်နေတယ်စိတ်ကလေးတဲ့စိတ်ကလည်းအဲ့ဒီစိတ်နဲ့ပေါင်းနေတယ်အဲ့ဒီစိတ်ကလေးကိုပြန်ဆက်ရှုသင်ညာကံတာသင်ညာဟောအဲ့ဒါဘုန်းဘုန်းတို့ဒီမှာတော့စကားပြောနေတယ်တရားဟောနေတဲ့ခန္ဓာထဲမှာလေအဲ့ဒီစိတ်ကလေးကိုပြန်လှည့်ရှုလိုက်ပါပြန်သတိထားလိုက်လှည့်ရှုတယ်ဆိုတာတတိပြန်ပြီးတော့ထားလိုက်အဲ့ဒီစိတ်ကလေးပေါ်ရလေးစိတ်ကလေးတွေကိုတတိနဲ့တာရှုပါတတိထားရင်ချုပ်သွားတယ်ကိုယ်စိတ်ကိုပြန်သတိထားတာနော်ဘာပေါ်မလဲပေါ်တာကိုရှုတဲ့ဉာဏ်နဲ့ဉာဏ်ဥပါအတွင်းမှာဝေဖန်တယ်အမေအရှိမဘာပေါ်မလဲပေါ်ရင်တော့ရှုလိုက်မယ်ဒီကတော့ငါသဘောပေါက်ပြီအမအနောက်ကလှည့်စကားပြောတာယုံတောင်ပြေးခွေးမြောက်လိုက်ခြင်းဖြင့်လက်ဥပတ်တယ်လို့ပဲအရှိရဟန်လုပ်ပြီးအနောက်ကဆွဲသွားမဲသင်္ခါရရှုမလို့ဟုတ်သားပဲလိုက်ညှိတဲ့အကောင်ပေါ်ရင်တော့ရှုလိုက်မယ်ဒီမှာလိုက်ညှိတဲ့အကောင်ပေါ်ရင်တော့ရှုလိုက်မယ်ဆိုတဲ့ပညာကအနောက်ကစကားပြောနေတာလက်မကြည့်ဘူးလိုက်ဒီစားကိုကတော့အရှိမဲတာအနောက်ကသူကပညာလုပ်ရပညာလုပ်လို့ပညာကိုဟောစကားပြောနေပါလို့သူ့ရှုလိုက်တဲ့အခါကျတော့အခုမှအေးတော့တယ်ဒီစားခုနသူဖြစ်ပါလားဟောပြန်တော့ဖတ်ဆင့်ချနေကြကို့မှာမျက်စိကိုလဲလို့ညာမျက်စိလဲတယောက်တည်းဆိုအဲ့ဒါလေသိပြောစရာကောင်းတယ်တယောက်တည်းတော့တရားနဲ့ပြောမှုတယ်ဆိုတာကိုယ်ခန္ဓာရဲ့ဖြစ်စဉ်တွေကိုကိုမြင်ပြီးကိုရှုနေရတော့ပြောစရာကောင်းတယ်အဲ့ဒါအလုပ်တစ်ခုလိုပဲမမြင်ဘူးတာတွေမြင်ရမဖြစ်တာတွေလူသားမှနေမသိတာတွေသိရလူသားမှမကြားဘူးတာတွေကြားရလူသားမှမမြင်ဘူးတာတွေမြင်ရအဲ့ဒီတော့ကိုတခါဒီတရားတန်ဖိုးကြီးနေတော့တရားပဲဒါထိုင်ပြီးတော့စောင့်ကြည့်တာအဲ့ဒါလိုကျင့်ရတယ်တရားမှာပျော်မွေ့တယ်ဘာဖြစ်လို့ခန္ဓာမှာရှုပ်ွက်ပြီးကောင်းတော့ပြောတာပေါ့တခါလည်းဒီဝေဒနာတွေ့ဒီခါလည်းဒီဝေဒနာနဲ့တွေ့ဒီအဘောကထွက်လို့မရတာအဲ့ဒါဘာဖြစ်လို့လဲနီးမသိလို့ပါနီးသိလောလောလေးကိုယ်စိတ်ကလေးကိုစစ်နော်ငြိမ်းနေသလားကိုယ်စိတ်ကလေးစူးစမ်းနေသလားစကားပြောနေလား
cái khăn này là trên này trong này thì là rồi mấy đi rồi khăn giá này là trên này trong là tất khăn giá này là tất nó trên này trong là tất khăn giá này tất là miệng này giống nằm quê đấy ồ khăn giá là gần nè trên này trong là giống nè đấy đối giá này là nếu như mà khét này là khét đến gì là này là nhớ sẽ giàu đến biểu tôi cái này lừa biểu giống như này đuôi là này giống nằm mà nhiều hoặc là trên này trong là giàu đấy trên này trong là phổ rồi mà khăn trên là khăn giá này xây cái gì ai khăn giá này để xây cái đồ lấy bây giờ cái cạnh nhau như này khăn giá là phải đủ lên không mà trên là trong là được đuổi khăn giá là mà khăn trên này nó phải mà chết hay mà nhiều nè khăn nào mà nhiều này chết qua để bị lại tập bố nó tập bố lưu vô nào bố đi chơi à nó bây giờ anh nó lôi lên một cái này trong này đi học cả vừa nào đi vứt đi rồi trên này trong này thì cả mà anh này mà chết bao nhiêu này cái gì này liều thế để đi chơi tao à ai mà ai à tụi vừa nào bảo luôn xây chỗ này lù đi vứt cái gì hồi sinh đi nhiều cái phố cổ đi go ai đi vừa nào đi chơi luôn à thế à phố cổ này phố mua cầm đàn xe à ở đâu vậy tu bộ về mà trong mà phong phongပြောရင်လုပ်ချင်လုပ်သေးတယ်ဒီဝေဒနာထွက်လက်ပို့ပေးလိုက်ရင်ယောဂီတွေကတရားရနည်းနည်းလေးစိတ်ကလေးရှေ့ကြည့်မရှိကြည့်ပါလားပြန်ပွားလာတော့ဒီဝေဒနာပြန်ကြည့်လာစာလေးပြန်ကားပြန်နဲ့စိတ်ကလေးလိုနူးနူးညံ့ညံ့သိမ့်သိမ့်ဝဲဝဲပြန်လုံးမှသူကလည်းသိသွားတော့သူနဲ့နူးညံ့အောင်မလုပ်တတ်ဘူးမလုပ်တတ်တော့ဟိုကလည်းစီလောက်ကျင်းနေပြန်ရောဈေးလောက်အလုံးကိုပြောင်းအောင်သိမ်မွေ့အောင်ကိုယ်စိတ်မလုပ်တတ်သေးဘူးနူးညံ့အောင်မလုပ်တတ်သေးတော့ तू ကကိုအဆင့်လောက်ပဲ तू ကဒီဝေဒနာတင်နေသိခံရတဲ့ကြာလေးကြာတော့စိတ်မရှိလာကြအောင်ဟောမရှိလာတော့စိတ်ကလေးမရှိဘူးလေဆိုတော့ပွားလာပြန်ရောအော်လေသိကောင်းနေအဲ့ရလေအဲ့ဒါဘုံဘုံကတရားပို့ပြီးလို့မရသူတရားဆရာအစ်စ်စီကိုဘုံဘုံရောက်အောင်ပို့ရအဲ့ဒီကြရင်လေဘာနဲ့တူလဲဆိုတော့မဖုတ်တော့မกินတော့ကလေးကဒုက္ခပုတ်ပြီပိုးပေါင်ကြီးတွေဒူပေါင်းကြီးတွေတက်တုံးကရှူချက်ရှူနေတယ်ရှူအခုရှူကြည့်ရှူလို့လည်းမရဘူးရှူလဲပွားတာပဲမယုံရင်ရှူကြည့်လိုက်အဲ့လိုဝေဒနာတဲ့ရှူလဲပြန်ပွားတာပဲမရဘူးအဲ့တော့ပြန်ငြိမ်းနေရပင်ကိုဝင်လေထက်လေမိဘမိုးတဲ့လေတော်ကြော့နေရမလေးဘလို့ပိန်မွေ့လေစိန်မွေ့တယ်နည်းနည်းတယ်ခက်ခဲတယ်ဂံဗီရပညာဆိုတာအဲ့ဒီမှာဝင်လာတာဂံဗီရအမှတ်တမ်းပညာရှိတွေကလည်းသုံးစားတဲ့နေရာရောက်လာတယ်အဲဝေဒနာလေးတစ်လုံးကလေဟိုဘလောက်များလဲဆိုဖုံဖုံလို့ဆိုရင်ဟိုမိရှိဆံကောင်းလောက်ကလေးတင်းနေတာများမျက်ရည်ကျခဲ့ရဟိုမျက်ရည်ကျတယ်မျက်ရည်တော့မကြည့်ရဘူးမျက်စိလုံးကမျက်ရည်ကျတာကိုတော့ကြည့်လိုက်ဟောပွားလာများရောက်စိတ်ကလေးနည်းနည်းလေးအလှမခံဗရကြီးလေးလိုပဲလှုပ်လိုက်ရင်ပွားလာတာပဲအဲ့ဒီမှာသိမ်မွေ့လာသိနော်အဲ့ဒါလေးတွေသိနိုင်ခဲ့တယ်ဒါမျိုးတို့ရောက်အောင်ပို့ဖို့လည်းမလွယ်လောက်ဘူးအဲ့ဒါလေးတွေကဒါရှင်းတဲ့လူတိုင်းဖြစ်တဲ့လမ်းကြောင်းအဲ့ဒါလေးကိုမိမိတို့ကတရားဘယ်လိုရှာမှမလို့ကာလပတ်လဲနေတတ်တယ်မလဲရအောင်ဘုံဘုံသာသိတိကျလေးရှင်းနေတာအဲ့ဒါကိုယ်ရင်ပြန်ရောက်လဲရှင်းတဲ့အခါမှာအဲ့ဒီဝေဒနာတက်လက်ကိုဆုံးအောင်လိုက်အဲ့ဒါအမျက်ကြီးပဲစီးပွားရေးလည်းကောင်းတယ်အကြံဉာဏ်တွေကောင်းတာပေါ့အကြံဉာဏ်တွေကောင်းတော့စီးပွားရေးကောင်းတာပေါ့စီးပွားရေးရတတ်မကောင်းကိုဒီတရားတွေအားထုတ်တော့မိမိရဲ့အသိဉာဏ်တွေကတိုးတက်ပြီးတော့ကောင်းမှကြော်ပြီးတော့မြင်လာတယ်စီးပွားရေးကွက်မြင်လာတော့မြင်တဲ့တိုင်းလို့တော့စီးပွားရေးဖြစ်တာပေါ့ကိုဉာဏ်ရည်ပဲကိုဉာဏ်ရည်ပေါ်မှာမူတည်ပြီးတော့ဆင်းရဲတဲ့ချမ်းသာတဲ့ပွားသွားဉာဏ်ကြီးတဲ့လူကကြီးတော့ပတ်စံမရှိဘဲနဲ့ဉာဏ်ကြီးပတ်စံရှိတဲ့လူတွေရဲ့ဟိုလေပတ်စံရှိတဲ့လူကကိုယ်လက်အောင်နေရဒါဉာဏ်ကြီးတော့အဲ့ဒီဉာဏ်တွေကအဲ့ဒီရရလေဒါမှလောကမှာဆင်းရဲတဲ့ချမ်းသာတဲ့ဆိုတာဉာဏ်ပေါ်မှာမူတည်ပါတယ်အဲ့တော့ဒီအကျင့်ရတာလိုက်လောကစီးပွားရေးတွေကောင်းမယ်စီးပွားရေးတွေကကံကံကြီးအကျိုးထား
ဟောဒီလောလောဆယ်ဒီယုတ်ကြီးရဲ့ကျမ်းမာရေးကောင်းတယ်တတ္တဝါတွေမှာမေတ္တာထားတတ်လာလေလောဘဒေါသတွေကင်းကျင်းလာတယ်ကိုယ်မှစိတ်တွေချမ်းသာလို့ပစ္စည်းရှိတဲ့လူကငွေပေါ်တာပဲရှိတယ်မချမ်းသာပါဘူးစိတ်ကလေးတစ်လုံးချမ်းသာတဲ့လူမှတကယ်အစစ်သတိကြီးပါစိတ်ချမ်းသာမှအခုစိတ်ကလေးတစ်လုံးချမ်းသာအောင်ပို့ယူတာဟုတ်သေးသေးချာချာလေးစိတ်ကနော်ဘုံဟောတာကိုနားမထောင်နဲ့ကိုယ်ခန္ဓာတွေကဖြစ်တာကိုနားတာကိုယ်ခန္ဓာတွေကဖြစ်တာကိုပေါ်တာကိုသတိထားဘုံပြောတော့ဤနားထောင်နေလို့လကားတယ်ဘုံကလမ်းပေးတာအထဲမှာဘယ်လိုရှုဖို့ရှုွက်ရှုခွင့်ရှုနည်းရှုဟာလက္ခဏာတွေကိုခန္ဓာထဲမှာဖြစ်တဲ့စိတ်ကလေးတွေကိုလိုက်ထောက်သွားတာစိတ်တုံးလေးလို့စက်မဲ့ရုပ်ကျွန်းလို့ကြားနေကြရမှာနော်ဒီရုပ်ပေါ်မှာမိမိနဲ့အကြောင်းကင်းပြီးတော့နေရသူဖြစ်နေတာကဟိုဒီရုပ်ကြီးတွေကဓာတ်ဆိုတဲ့တင်းနဲ့တောင်းနဲ့ကြိုက်တဲ့ခဲတဲ့တက်ကလေးတစ်လုံးနဲ့စိတ်ကလေးခံစားနေရတာနှစ်ယောက်ပဲရှိတယ်ဒီရုပ်ကြီးနဲ့ဘာမှမဆိုင်ဒီကဟိုကသိကြရုပ်နာကိုဒါကြီးက32ကောတ္တအတုပယုတ်ကြီးဒီ32ကောတ္တအတုပယုတ်နဲ့မဆိုင်ဘူးဟိုမှာတင်းနဲ့တောင်းတဲ့ပုံမှာခံစားတာကပရမတ္ထယုတ်နာဒီ32ကောတ္တယုတ်ကြီးနဲ့ကိုယ်မြင်ကိုယ်သိစိတ်ကအပေသွားတဲ့ယုတ်နာယုတ်နာနေกว่าအခုဖြစ်နေတာကအတွင်းအိသတ္တမှာတင်းနဲ့တောင်းတဲ့ပရမတ္ထယုတ်နဲ့ခံစားနေတဲ့ပရမတ္ထနာယုတ်နဲ့နာအဲ့ဒီယုတ်နာကိုရှုနေတာအခုငုတ်တုတ်ကြီးထိုင်းနေတာနဲ့မဆိုင်ဘူးဒီငုတ်တုတ်ကြီးထိုင်းတာ32ကောတ္တယုတ်အတုပယုတ်သူကဘာမှမပတ်သက်ဘူးစိတ္တိနွားစိတ္တိနွားကိုယူခိုင်းလိုက်တော့ပရမတ်ကျုပ်ပရမတ်နာနဲ့တွေ့တယ်အမျက်တွေထွက်သိကနော်ဦးစေအဲ့မှာသိကခွန်လုံးလို့အဲ့ခံစားနေရတဲ့သဘောကိုလက်ကျူတာအရှင်မှိုင်းပြီးတော့မခံစားနဲ့နော်အဲ့ဒါမခံစားနဲ့ပေလည်းမခံစားနဲ့နော်ခံစားတဲ့သဘောလေးကဘယ်လိုလဲဆိုတာလေးကိုဉာဏ်လေးနဲ့အေးစစ်စစ်ထားပြီးတော့အသာလေးအခက်ခက်ကြည့်တာဝေဒနာဘယ်လိုလဲခံစားတဲ့သဘောမခံကျင်တာလေးဘယ်တော့မှဖြစ်တန်ခါလေးရပ်ပြီးတော့သိခံခွန်းလုပ်ပြီးတော့စိတ်ကလေးရပြီးတော့ခံစားတဲ့သဘောလေးကိုသိခံပြီးတော့စောင့်ကြည့်တာဒါရှုွက်ကလေးနော်အမတအရေးပါတဲ့ရှုွက်ဝေဒနာတလက်ကိုကပ်ဖို့ယူတာခံစားတဲ့သဘောရှုနော်တင်းနာတောင်းတာတော့ပုံမှာပဲဖုံဖုံဟောနေလို့ဟိုဇွန်းနဲ့ဟင်းညုံပြီးတော့ဇွန်းနဲ့မှပါတဲ့ဟင်းညုံကတော့ပူမပေါ့ပူတော်ကိုသူအကြောင်းမထားဘူးအပေါ့အငါအကြောင်းထားတယ်လို့တင်းနာတောင်းတာအခုဖြစ်နေတဲ့ဥစ္စာကိုအကြောင်းမထားနဲ့ဒါဇွန်းနဲ့ကအပူငွေပဲခံစားတဲ့သဘောကဉာဏ်နဲ့မြင်အောင်ရှုလိုက်အဲ့ဒါဝေဒနာချုပ်ပြရဒါလေးပြရရင်လေလက်ကောင်းနာကတ်တော့သံဃာဖြီးပေါက်တာပဲခံစားတဲ့သဘောဝေဒနာရင်ပရိစ္ဆေသမုပ္ပါရလိခံစားတဲ့သဘောလေးနော်အခုအချိန်ကြီးအရန်ကောင်းတယ်ဖြစ်လဲဖြစ်နေရတာနဲ့ဒါဒီအချိန်မှဦးဇင်းရဲ့ရှုနေပါနဲ့တော့နောက်ပြီးဆုံးအချိန်လေးပြသမျောစရာရှုရင်လွတ်တယ်သက်သာတယ်ဘာလို့မလဲသိခံခွင့်လို့ပြီးတော့လိုက်မခန္ဓာမှန်ပါလိဤတရားတဲ့မခန္ဓာမှမှန်တဲ့တရားတဲ့ခန္ဓာရင်တန်လျာကြောမျောကြရများရှုလို့လွတ်တယ်ကြီးဘာလို့ကိုလဲမရှုဘဲနဲ့သူ့ရဲ့သဘောဝေဒနာကိုမြင်အောင်ကြည့်တာအရှင်များတစ်ချက်တည်းအမှမရှုရတော့သူကငြိမ်ပြီးတော့ပြေးထားတယ်လျှော့ပြီးခံစားတဲ့သဘောတင်းနာတောင်းတာဝေဒနာဘုံတော့ခံစားတဲ့သဘောကြီးအရှင်များနာမခံစားနေတယ်နာဆိုတာငါခံစားနေရတာငါဆိုတာနာလို့ဆိုလို့ကအဲ့ငါပြောက်အောင်ဖြုတ်နေတာငါပြောက်မှအပယ်လို့မှာကိုခံစားတဲ့သဘောလေးဘာသာလို့ပြောတာပဲသိကြနော်ဒါနောက်ပိတ်ဆုံးလေးမလို့နောက်ဘယ်တော့မှမရှိတော့ဘူးနော်ဒီလိုအချိန်မျိုးလေးဘယ်တော့မှမရဘူးတမျောလုံးအကြီးလို့ဘောင်းမပြောနေတာတန်ဖိုးထားပါကိုပြစ္ဆုတ်တော့ကိုယ့်လိုကိုတန်ဖိုးထားတဲ့လူဟာဆန္ဒဝင်ရမှာပဲအခုအချိန်လေးပြစ္ဆုတ်မှတော့တန်ဖိုးရှိတဲ့အချိန်ဘာမှမရှိနောင်တမရနဲ့
နောင်တမရတော့အောင်ကိုအခုချိန်လို့ပြင်လိုက်စမ်းပါနောင်တဘယ်တော့မှမရမှာကွာဒီနေရာမှာငါလုပ်လိုက်ရင်အကောင်းလားအမှန်လည်းနောင်မှမလုပ်နဲ့အခုတည်းဖုံးလို့တဲ့ဖုံးလို့သဘောပေါက်တယ်ဟုတ်ကိုဒါလူချင်းလို့လာကြတာသံတရာကြီးကမျက်စိလဲတာတွေ့သွားခံစားတဲ့သဘောနော်စိတ်ကလေးကဟိုရောက်တဲ့ဟိုကြံလိုက်ဝေဒနာတက်တဲ့ရှိပြန်ရောက်လိုက်အဲ့မှာလဲကူးကသွားတာနဲ့ဟိုကရူသမောလို့လုံနေတတ်တဲ့စိတ်ကလေးကမလုံပါစေနဲ့ဘာမှမညှက်စေနဲ့ငါမြောက်ကခွေ့စစ်စားစိတ်ခံမိတ်ခံလည်းမလုံနဲ့နော်တင်းလာတော့နဲ့စိတ်ခံပြီးတော့နေတယ်အဲ့ခံရတာလို့လက်ရှိဘယ်ဥစ္စာလဲဝေဒနာဘယ်ဥစ္စာလဲဆရာတော်ပြောတာဘယ်ဥစ္စာလဲဝေဒနာဆိုတာအထက်ကမှစိတ်မရှိနဲ့နော်အထက်ကမှခိုးမရှိနဲ့နော်အထက်ကမှအမလေးဟိုအတွင်းထဲမှာလေလှိမ့်ရှူနေတယ်အထက်ကမှလေခိုးပြီးတော့လေဟိုအနာပါနာလေးလေစိတ်ထဲမှာခန္ဓာထဲမှာအမြဲရှူနေတယ်မရှူနဲ့ရက်ပလိုက်အဲ့ဒီကောင်မှာသူ့ဥပမာပေးနဲ့အရှင်များအတွင်းထဲမှာတော့အမလှိမ့်ရှူနေတယ်အပြင်တော့မထွက်ဘူးအတွင်းထဲမှာလှိမ့်ရှူနေအဲ့ရှူတွေပဲရက်လိုက်အရှင်များရောက်တယ်တရားသိခြင်းတတိကောင်းသားမှာစာကျွေးမှုမရမှုကြတော့ပေါင်းကြီးမကြီးတယ်လေမိုးရီလည်းသွားတာပဲပေါ်ထဲလည်းသွားတာဖြာလေးပေါ်မှာလောက်ရတာမသိပါဘူးအဲ့ဒါမရှူနဲ့နော်အတွင်းမှာစိတ်မရှူနဲ့အတွင်းစိတ်ကလေးတွေမလောက်ပါနဲ့သူကကြံတတ်တယ်မရှူရတော့အတွင်းမှာနှိမ့်ရှူနေတယ်ကပ်ပြီးတော့ရှူနေတယ်မရှူနဲ့ကျန်ရက်လိုက်တာတမျိုးစရာဆိုင်မှာရှူလေးလေးရပ်ပြီးရှူလေးလေးရပ်ပြီးဆရာလေးဒီမှာပြလာဟောဒီဝိဇ္ဇာမှာအဲ့ကက်ကလေးကိုသူမလုပ်တတ်ဘူးဥပပင်းနဲ့ဥစ္စာဗဇတ်ဒီမှာပါနေဗဇတ်တော့ပါလားမရှူစင်းနဲ့အသာလေးစိတ်ကလေးကြလိုက်စိတ်ကလေးကြလိုက်ရက်လိုက်ရက်ပြီးတော့အသာနဲ့လို့ပါနဲ့ဒီအချိန်မှာအတွင်းနေလည်းမရှူပါနဲ့တော့အပြင်တော့မရှူကြည့်လို့တော့ငြိမ်းနေအတွင်းမှာခိုးပြီးတော့ရှူနေတယ်ခိုးရှူနေတယ်စိတ်ကလေးကဘာလို့အချမ်းဖန်များတဲ့အကောင်မှဒါမင်းကြီးတော့မဟုတ်ဘူးနော်ဒီစိတ်ကပညာဟာအရင်လိမ်တတ်တဲ့ကောင်ပညာလိမ်ရက်တယ်မဲအတွင်းထဲမှာလေးလှိုက်ရှူထားတယ်ဒီမှာမခံစားနိုင်လို့အဲ့မခံစားနိုင်တော့ရှူပါလားဆိုတော့သူမရှူဘဲနဲ့အမှလွတ်တဲ့နည်းနဲ့ရှောက်ပြေးမပြေးနဲ့လာမယ်ပြေးလှဲ့တာရှူလိုက်တော့ရှူပဲမပြေးနဲ့တော့ဒီအချိန်ရောက်မှတော့နောက်ပိတ်ဆုံးအိမ်နဲ့လွယ်ခံစားတဲ့သဘောလို့လက်ရှူသဘောတည်ပြီးတော့ခံစားတာဘယ်လိုလဲဉာဏ်လေးနဲ့ဥပါခန္ဓာကိုဉာဏ်ဥလိုက်တာမှာဝေဒနာခန္ဓာလေးကိုခံစားတဲ့သဘောမခံကျင်တဲ့သဘောခံစားနေရတာလေးကိုဉာဏ်ဥလိုက်တာမှာလှည့်ပြီးတော့ဒါနဲ့တင်းနဲ့တောင်းတာတော့ထောက်ထားရမယ်နော်တင်းနဲ့တောင်းနဲ့ထောက်ပြီးတော့ခံစားတဲ့သဘောဘယ်ဥစ္စာလဲဆိုတာခွာပြီးတော့ဉာဏ်လေးနဲ့အေးစစ်စစ်လေးကရှုပါကိုယ်စိတ်ကတော့ဘယ်အေးစိတ်လက်ခံစားနေရမိမိဝိပဿနာယောဂီဟာစိတ်ကလေးကိုအေးစိတ်ထားလိုက်ဝိပဿနာဉာဏ်ခံစားတဲ့သဘောဘယ်လိုလဲဆိုတာအပြတ်ခတ်လိုက်စမ်းပါသဘောသိရင်လေအတ္တလိလေးပါဉာဏ်တယ်လဲအတ္တလိလေးသိထားပါဦးဗျာသိနေချင်းလူကပြောင်းဖြစ်လာတာပဲစိတ်ဆိုတာအလကားမနေဘူးမြောက်စိတ်ကိုယ်စိတ်ကိုစက်မှထိန်းတယ်လို့ထိန်းမှာစိတ်ကိုအရင်တော့စိတ်နဲ့ငါနဲ့ပေါင်းတယ်အခုငါမပေါင်းတော့ဘဲနဲ့ဒီစိတ်ကိုခံစားတဲ့စိတ်ကလေးကိုရှုတော့ဒီစိတ်တတ်ရုပ်တတ်ရုပ်နာကွဲသွားဒီမှာတက်စခန်းနဲ့သဘောပါသွားဒါနောက်ပိတ်ဆုံးမယ်နောက်နှစ်ပြန်ရှုကြလို့မရတော့ဘူးအဲဒါနောင်တမရထိမထားနဲ့ဘုံဝင်မှာတွန်းထားရင်ဘုံဝင်လေးလျှော့လိုက်ဘုံဝင်မှာတွန်းထားရင်ဘုံဝင်လေးလျှော့လိုက်ရုပ်ဇောတင်းထားရင်ရုပ်ဇောလေးဖြည့်ချရုပ်ဇောကိုဖြည့်ချလိုက်ဦးစီးရဲ့ရုပ်ကလေးဇောလေးကိုဖြည့်ချဘုံဝင်ဇောလေးလျှော့ချအဲ့ဒါလေးအလျှော့လေးရှိတယ်အထိန်ကွတ်တွေရှိတယ်အဲ့ဒါလည်း
ဘုံဝင်လေးလျှော့ချရုပ်ကြီးတဲ့မှာအားသွင်းလာတဲ့အားတွေရုပ်ပခုံးတွေမှာလျှော့ချဖြည့်ချယုံစောဖြည့်လိုက်စိတ်စောဖြည့်လိုက်အကုန်လုံးဖြည့်ချပခုံးလေးတွေကပုံမုံလေးတွေတခါလဲအောက်ကျနေအထဲမှာချက်ထားတယ်အဲ့ချက်ထားကိုဖြည့်လိုက်ချက်ထားကိုမချက်သေးနဲ့လျှော့လိုက်ဒါဆရာတွေပြတာကိုပြတဲ့အတိုင်းလုပ်လိုက်အကျဉ်းကလိုလိုလေးကိုမသိတော့ခက်ခဲနေတာလမ်းကြောင်းတွေကဒါလိုက်လက်စောဖို့ပို့တာပဲဆိုတော့နော်ဓမ္မကြီးတွေဆရာလေးတွေကြည့်ပါဒါပြုပြင်ပေးနေတာကောင်းတယ်ဦးစင်းလေးတွေအများကောင်းတယ်မင်းတို့ကွာဒီတိုင်းနိုင်ကျက်မှာရည်ကြီးလက်ကမှလည်းဟောဒီဘဝမှာမင်းတို့တမက်တဘောကအသာလေးရပါတယ်မျိုးစိချပေးလိုက်တာဘုံမောဒီစိတ်စဉ်ရုပ်စဉ်မျိုးစိချပေးလိုက်တာမင်းတို့ဘယ်တော့မှမမေ့ဘူးမှမင်းတို့နောက်ထွက်သွားတဲ့အခါကျတော့မှသိလိမ့်မယ်တန်ဖိုးကအဲ့ဒီကြလည်းပါသိမယ်သွားရင်လာရင်နေတိုင်ရလုံရင်ကြရစားရတောင်းရင်နဲ့ဒီဉာဏ်တွေပေါ်လာလိမ့်မယ်။အော်ဒီလိုပါလားငါအရင်တော့မသိခဲ့တယ်ကြည်သားအခုဟုတ်ပါလားဒါတွေဥက္ကဝိဆိုတော့လေထော်ရင်ပေကြီးရင်ကောက်တိုက်ခြင်းကနေပြီးတော့ယဟနာကြီးပြသွား။စေရင်ကိုလည်းဒီလိုပဲစိုးကိုတိုက်ခိုက်ရနေပြီးတော့မဒီဟာတွေမကောင်းပါလို့ဆိုပယ်ပြီးဒီလိုခန္ဓာကိုပြပြခါခါကျင့်နေတာယဟနာကြီးပြသွား။မင်းတို့ကတက်တော့တက်တာသိသိချာချာရှုွက်လေးပြထားတယ်မိမိကိုယ်လည်းဝေဒနာပေါ်မှာယုံရင်စံကမဖြစ်တော့ဘူးသိခံနိုင်တဲ့သမာဓိရအိန္ဒြေကိုလည်းကြည့်ပါအသာလေးအိန္ဒြေကခန္ဓာစောင့်နေသလားကိုယ်ကိုကြည့်ဘုံဘုံတို့ထိမ့်မိလိုက်ရတယ်ကိုယ့်အကူထိမ့်တတ်မှကြံမှုရှိတယ်ကိုယ့်ကိုပြန်ပြုပြင်တတ်တဲ့ပုဂ္ဂိုလ်ကကိုယ့်အိမ်မှာကြတော့ဘယ်လိုလာပြုပြင်လဲအသာလေးကြည့်စမ်းကိုယ့်ကိုကြည့်စမ်းရိုင်းနေသလားရရင်ပြန်တဲ့ပြီအိန္ဒြေကိုညံလေးနဲ့အေးအဲ့ဒါလို့ဒီဘက်မှာလည်းတဘာရှိသေးတယ်စီစံရုပ်ခွေးနေသလားဘေးဆောင်ခွေးနေတာကိုယ်ပြန်တဲ့စာလေးညံလေးနဲ့အဲ့ဒါလေးတွေကလည်းကိုယ်အိမ်ရောက်တဲ့ဘယ်လိုပြင်ပေးမှာတော့ကိုယ့်အကူအဲ့လိုညံနဲ့ပြန်ပြီးတော့ဆင်ရင်ပြီးတော့ပြင်ရတယ်ဘယ်လိုမှလာတဲ့ပေးမှာမဟုတ်သိကနာဦးခြင်းသိကနာဆုံးအောင်လိုက်လိုက်တာဒီနေ့အဲ့ဒါအမြတ်ပဲလမ်းဆုံးရောက်တွေ့ဆုံးအောင်လိုက်တယ်အဲ့ဒါသိခံသူ့တော်ဥသားလေးခံရတဲ့သဘောဘယ်လိုလဲသိမလားနဲ့သိမလားလိုက်နဲ့စိတ်ကလေးမတင်းနဲ့ချော့ပြီးတော့သိခံကွန်းလို့ပြီးတော့ခံရတဲ့သဘောကိုကြည့်မရှိဘဲနဲ့အထက်မှာတော့လှိုက်ရှုနေမရှိဘဲနဲ့သင်ညာလိမ့်နေရှုလေးမတော့မရှိဘဲနဲ့အေးစေးလေးသူအတက်ရှုခြင်းနဲ့မရှုနဲ့အမှအတက်မှာချိတ်ရှုတတ်တယ်နော်မရှုခြင်းနဲ့အဲ့ဒါလေးတွေကလည်းရေးကြည့်တယ်အခုတည်းကတပည့်တော်လိုပြနိုင်တာနောက်ကိုယ်လောက်တော့ဒါလေးတွေကဆရာတော်ပြောခဲ့တယ်ဒါလေးမရှုရဘူးမရှုနဲ့အဲ့တော့မြန်တာပေါ့မရှုဘဲနဲ့သူ့တဘာဝတိုင်းထားလိုက်ဆရာတော်ကမရှုရတော့ကြက်ထားတယ်မကြက်သေးနဲ့လွတ်ချလိုက်ဒါလေးကိုယ်မဖြစ်တယ်လို့လေးပေါ့မိမိမခံစားဘူးပေါ့ဒီယုံကြည်တာဖြစ်တယ်ဒီစိတ်ကလေးမခံစားရတယ်ကောင်းတယ်တော်ကိုကောင်းလိုက်နောက်ဆုံးဘိတ်ကလေးနောက်ဆုံးဘိတ်အိတ်နဲ့လွယ်သိခံလိုက်နော်စိတ်ရှိထားပါစိတ်ရှိထားပါဒီတစ်ထိုင်မှာတော့သဘောပေါက်အခုချိန်ကအမတန်တန်ဖိုးကြီးနေတဲ့အချိန်ဖြစ်သွားပြီတန်ဖိုးကြီးသွားပါဒီချိန်လေးနောက်လဲတတိတော်ပြရမယ်အခန်းအရှင်များတို့ရှင်းရမယ်အခန်းနောက်ဘယ်တော့မှမရှိပါဘူးဒီနေ့ဒီရဲ့ဒီအချိန်ကပုံဆုံးသွားရင်ပြတ်သွားတဲ့ပစ္စည်းတစ်ခုကပြန်ဖြစ်ခွင့်မရှိလို့ဘုရားဟောတာဒီလိုအချိန်ဒီလိုနေရာမှာဒီလိုအကျင့်နဲ့ဟာဒိဋ္ဌံပြည့်သွားရင်ကုန်သွားပါပြီဘယ်တော့မှပြန်ဖြစ်ခွင့်မရှိကြတော့ဘူးသက်သက်လုံးမဖြစ်တော့ဘဝဘုရားစုစုပြည့်မဖြစ်တော့အခုဖြစ်နေတဲ့အချိန်လေးကိုတောင်းလို့ရှိသုံးလိုက်ပါ
တမိုးလေးထားပြီးတော့ခံစားတဲ့သဘောအခုဆိုခံစားတဲ့သဘောလေးနဲ့ဟိုမှာတင်းနဲ့တောင်းနဲ့ချိန်မှဒါလေးအဲဒီမှာဝေဒနာလေးလည်းဝတ်နေမယ်စီလောက်ကြောက်ခဲလောက်ဝတ်နေမယ်မလေးကိုလူကလာတင်မလေးခုလူကြီးဖြစ်နေမယ်ဖြစ်ပလိစေသူစိတ်လည်းလော့ပါအဲ့ဒါလေးကလည်းအသိအကြီးတဲ့အခန်းကဏ္ဍဟောတရားဆိုတာတတ်တတ်ကြီးမှလို့ပြောအောင်မယ်ကိုယ်ခန္ဓာမှာဖြစ်ပေါ်တာကိုမြင်အောင်ကြည့်တာတရားဒီကအမကျိတ်နဲ့ဥစေအမကျိတ်ပါနဲ့မပေးပါနဲ့စက်တိထားလို့မရဘူးဒီစက်တိဆိုတဲ့ဒေါသကြီးပယ်ရမှာဘူးဒေါသတော့အဲ့လိုအကျိတ်လိုက်တော့ဒေါသဖြစ်သွားဒေါသဆိုတာဟိုနေနဲ့ငါနဲ့မှမဟုတ်ဘူးဒီမှာစိတ်ကလေးတင်းလိုက်တာနဲ့ဒါဒေါသပြောင်းသွားတယ်အတင်းမခံပါနဲ့ကိုယ်စိတ်ကလေးစိတ်ပြီးတော့မရှုနေပါနဲ့နော်မခံနိုင်တော့အထက်ထဲမှာကျိတ်ပြီးတော့ခိုးရှုနေတယ်မရှုပါနဲ့အဲ့ဒါလေးဆိုရက်လိုက်ပါကြာလို့ပါတွေ့ရမယ်တရားမတွေ့ရရဘူးသူကျုပ်ရှိသွားတာနဲ့သက်တာတာကိုသူကသက်တာတာစိတ်ကြည့်နေတဲ့ကောင်းဒီစိတ်ကအမတကလိန်ကြည်များတဲ့စိတ်ကိုယ်စိတ်တွေကိုသိမှသိတာအမျိုးမျိုးအကုန်လုံးသူကလိန်ကြည်လုပ်တယ်အဲ့ဒီစိတ်ကျန်မကြည့်အောင်ဆိုအထက်ထဲမှာခိုးရှုနေတယ်သူကဟိုဝေဒနာသက်တာအောင်လို့မကြည့်ပါနဲ့ဝေဒနာမရှိလို့ကြတော့ငိုင်းပြီးတော့ခေါင်းကျပြီးတော့ရေးရတတ်တယ်အဲ့ဒါကိုလည်းသတိထားပါအမှတ်တမဲ့ငြိမ်ပြီးတော့ပြောင်းနေတယ်ဝင်လေထွက်လေရှိတာနဲ့ဝင်လေထွက်လေပြန်ကြည့်ပေါ့သတိထားပေမထားနဲ့နှစ်ပါးနဲ့ပေမထားနဲ့ရုပ်ကြီးတင်းပြီးတော့ဆွဲပြီးတော့ဇောမတင်နာနဲ့ပြန်ချပေးရုပ်ကိုမထိတ်နာနဲ့ရုပ်ကိုတင်းမနာရုပ်ဆွဲချလိုက်နှစ်ပါးနဲ့ဒီနှစ်ပါးနဲ့ချလိုက်ပါရုပ်စောလေးဘုံမှာဆွတ်တိတ်နာတယ်လျှော့လိုက်ကိုကအရှုံးမှာလျှော့ပြီးလိုက်စိတ်ကလေးလျှော့ပြီးအချိန်လည်းပြည့်ကနေပြီလျှော့လိုက်အဲ့ဒါဒေါသမန်ခေါ်တယ်မရချနတ္တမန်ဆိုတာသိခြင်းခန္ဓာမှာဒီခန္ဓာကြောင့်သိရတယ်ကိလေသာမှအဲ့ကာမဂုဏ်တွေခံစားလို့သိရတယ်မန်နေဆိုတာသိခြင်းနေဒေဝဗုဒ္ဓမှနတ်ဒီကြောင့်သိရတယ်နတ်ဒီဘာနာလို့သိရတယ်အဲ့လိုမင်္ဂဝဆိုတာသိခြင်းတရားတွေအောင်တာကိုမှန်အောင်တယ်လို့ပြောတာအဲ့ဒီမှာမပေထားပါနဲ့ကပ်မထားပါနဲ့မထိတ်နာပါနဲ့ကြောက်ပြလိုက်ကိုယ့်ဘက်ကအကုန်လုံးကြောက်ထိတ်နာတဲ့ရုပ်ဇောတင်နာလားစိတ်ဇောတင်နာလားချပေးအသာလေးကြောက်ပြီးအဲ့ဒါလည်းတိုင်လို့ဇောကြောက်ပြီးအဲ့မှာဘုံဝင်ချလိုက်ဘုံဝင်လျှော့လိုက်ဟုတ်ပါအဲ့မှာတောင်ကောင်းကောင်းကြီးလို့ဘုံဆော့ခေါ်နေတာဒီလိုအချိန်မျိုးလေးနောက်တော့မှမရတော့ဘူးကုံလည်းကုံဆုံးပါပြီသိက္ခာခွန့်လွတ်ပြီးတော့အားလုံးလွတ်တဲ့ပုဂ္ဂိုလ်လည်းတော်ရင်တော်နိုင်ပြီစိတ်မျိုးကောင်းတဲ့ပုဂ္ဂိုလ်လည်းစိတ်ကြည်ရင်ကျမှဒါနောက်စိတ်ဆုံးအိတ်နဲ့လွယ်ပို့လို့ခေါင်းတက်ပြတာအဲဒီတော့အဋ္ဌာလည်းပြည့်ပါပြီတော့ဗာကျန်တဲ့လူတွေကြာမှသေးတယ်သိခါမှာသူလိုက်ကွက်ကောင်းနေရင်လိုက်တာလိုက်ဘာလို့ဆိုတော့ဒီလိုအချိန်မျိုးမရတော့ဘူးလေကုန်ပြီလေနောက်တစ်တိုင်းဒီလိုရမယ်မအောင်နဲ့မရဘူးနောက်အချိန်နဲ့နောက်တိုင်းနောက်ရုံနောက်နာဘယ်လိုမှရောက်ခွင့်မရှိဘူးအခုရုံနဲ့အခုနာအခုရနောက်တစ်တိုင်းရအောင်မယ်ဆိုတော့ဥပါဒအလကနောက်ရုံနဲ့နောက်နာနောက်အချိန်ကနောက်တရားပဲပြအဲ့ဒါကြောင့်ကြိုးစားပါကြိုးစားပြီးတော့လိုက်ပါဟုတ်ဆက်လိုက်ကိုလုံငန်းကိုလာလောက်တာကိုလေဘွယ်ကိုလားထွန်တာပေါင်ဖြူလို့ပေါင်မဲလို့နွားသားနေတာနဲ့ကိုရှုံးသွားအောင်